live shopping ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာပါရှင်ပြည်သက်များကျွန်တော်တို့အတူတူဓာတ်ရိုက်ဈေးဝယ်ရတော့မှာဖြစ်ပါတယ်ဗျမင်္ဂလာပါဗျာဟုတ်ကဲ့ပါမနေ့ကလည်းပြည်သက်ကြီးနဲ့အတူတူကျွန်တော်တို့စနေနေ့မှာအားပါးရ shopping တွေထွက်ခဲ့ပြီးဒီနေ့ Super Sunday မှာလည်းပြည်သက်ကြီးနဲ့အခုညနေ3နာရီကနေပြီးတော့6နာရီထိ3နာရီထိအားပါးရ shopping ထွက်မှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ပစ္စည်းတွေကလည်းအစုံပဲကုမ္ပဏီတွေလည်းအများကြီးပါပဲဟုတ်ပါတယ်ဗျတေချာလာတော့ပြည်သက်တွေရဲ့အိမ်တိုင်းလူတိုင်းတကယ်ပဲလိုအပ်မယ့်ပစ္စည်းကောင်းတွေအများကြီးကိုကျွန်တော်တို့အထူးဈေးနှုန်းတွေနဲ့အစီအစဉ်ပေးထားပါတယ်ဗျကဲတော့ဘယ်ပစ္စည်းတွေဘယ်ချိန်မှာနော် live shopping အစီအစဉ်ရဲ့ဘယ်လိုကဏ္ဍလေးမှာပါဝင်လာမလဲဆိုတော့ကြိုပြီးတော့မသိတဲ့အတွက်ပြည်သက်ကြီးကတေချာပေါ့ကျွန်တော်တို့ရဲ့ live shopping အစီအစဉ်ကို6နာရီထိလုံးဝ live shopping ရှိရမှာခွာပဲအားပေးစီချင်ပါတယ်ဗျဟုတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်မှာပဲရမယ်အထူးဈေးနှုန်းအနေနဲ့ရောင်းချပေးမှာမလို့ပါဟုတ်ကဲ့ပါဗျကဲအဲ့တော့ live shopping အစီအစဉ်မှာဈေးဝယ်လို့ရှိရင်ဝယ်နေကြ customer တွေကတော့သိတယ်အဲ့တော့ဒီနေ့ live shopping အစီအစဉ်မှာအခုမှစပြီးတော့ဈေးဝယ်မဲ့လူများအတွက်ဘယ်လိုမျိုးဝယ်လို့ရလဲပြောပြပါဦးဟုတ်ကဲ့ပါပရိသတ်တွေကကျွန်တော်တို့ရဲ့ live shopping အစီအစဉ်မှာပါဝင်ပြီးတော့ကျွန်တော်တို့ရောင်းချပေးနေတဲ့ပစ္စည်းလေးတွေဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့အမီလိုပါတယ်ပြီးတော့ဖုန်းနံပါတ်ဆက်သွယ်ရမယ်လိပ်စာလည်းအတိအကျပြောပေးစရာမလိုပါဘူးဗျမျိုးနယ်ပြောပြီးပြီဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အဓိကတော့ပစ္စည်းအမျိုးအမည်နဲ့အရေးအတွက်ကိုအတိအကျပြောပေးရမှာဖြစ်ပါတယ်ဗျကဲဝယ်ပုံဝယ်နည်းလေးလည်းအားလုံးသိသွားပြီဆိုတော့ကြာဈေးဝယ်လို့ရအောင် live shopping အစီအစဉ်လေးစပါပြီရှင်ဟုတ်ကဲ့ပါဗျာကဲပထမဆုံးအနေနဲ့အဲ့တော့ live shopping မှာဘာနဲ့စပြီးတော့ဈေးပေါက်စပြီးရောင်းပေးမလဲlive shopping မှာအားလုံးကျန်းမာပြီးတော့လှပဖို့အတွက်ကျန်းမာရေးချစ်ဆက်စာလေးနဲ့နော်ဟုတ်ကဲ့ပါโอเคဗျာကျန်းမာရေးတက်စာနဲ့စပြီးတော့ပြည်သက်ကြီးကိုလှပစေခြင်းနဲ့စေတနာနဲ့โอเคအဲ့တော့ရုံဆုံးစပြီးတော့ရောင်းပေးပါကျိုးတို့ညောင်ရောင်းပေးလိုက်โอเคဗျာပြည်သက်ကြီးနဲ့အတူတူကျွန်တော်ကလည်းအောက်ကနေအားပေးနေပါဗျာဟုတ်ကဲ့ပါဗျာပရိသတ်များခင်ဗျာကျွန်တော်တို့ဒီနေ့ Super Sunday Live Shopping အစီအစဉ်ကနေပြီးတော့စတင်ပြီးတော့ High Nature ရဲ့ Golden 7 ကျန်းမာရေးတက်စာကိုရောင်းချပေးကြပါရစေဗျာဟုတ်ကဲ့ဒီတော့ကျိုးတို့နဲ့အတူတူ Golden 7အကြောင်းလေးကိုရှင်းပြပေးဖို့အတွက်ညီမလေးကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါမင်္ဂလာပါအမဟုတ်ကဲ့ပါဗျကျွန်တော်တို့မနေ့ကလည်း High Nature ကနေပြီးတော့အစိမ်းရောင်ဘူးလေးတွေဒါပိုရီယာကိုရောင်းချပေးခဲ့ပါတယ်ဒီနေ့မှာတော့ Golden 7နောက်ထပ်တစ်မျိုးပေါ့နော်ရောင်းချပေးမှာဖြစ်ပါတယ်ဗျအမရဲ့ဒါတောင်းယူထားတဲ့အပိုင်းလေးလည်းပြောပြရပါဦးဟုတ်ကဲ့ညီမကတော့ High Nature မှာမမိုကိခံဝင်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကဲဒီနေ့ကျိုးတို့ရောင်းချပေးမှာတော့ဟုတ်ကဲ့ Golden 7ပါ Golden 7ကိုညီမတို့ကဒီတစ်ပတ်ပေါ့နော်ဟို promotion အနေနဲ့၄ဘူးဝယ်လို့ရှိရင်တစ်ဘူးလက်ဆောင်ပေးပါတယ်ဒီ Austria တစ်ဘူးကိုလက်ဆောင်ပေးတာပေါ့နော်ဟုတ်ကဲ့ Austria ဆိုလို့ရှိရင်တော့ဒီညီမတို့ဒီခန္ဓာကိုယ်မှာရှိရပေါ့နော် medical check up သွားလုပ်စီရမလို့ခန္ဓာကိုယ်မှာရှိရဒီဟိုဖယ်နေရမှာဘာဖြစ်နေလဲဆိုတာကိုတန်သိရတာပေါ့နော်အတွင်းကလေးသားလေးဟုတ်ကဲ့ပါဗျာကျွန်တော်တို့ဒါ Golden 7ဆိုလို့ရှိရင်လည်းပရိသတ်တွေအားလုံးသိရှိပြီးသားဖြစ်တဲ့ကျန်းမာရေးဓာတ်စာတစ်မျိုးပဲဖြစ်ပါတယ်နောက်ပြီးတော့ Austria ဒီနေ့မှာပရိသတ်တွေကဝယ်ယူအားပေးလို့ရအောင်လို့လဲပေါ့နော်ကျွန်တော်တို့ Golden 7 ၄ဘူးဝယ်ယူအားပေးမယ်ဆိုလို့ရှိရင် Austria တစ်ဘူးကိုကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ limit လေးရှိပါတယ်ဗျာဟုတ်ပါတယ်ရှင်အယောက်20ပေါ့နော်အယောက်20ကိုပဲပေးသွားမှာပါပထမအဆုံးမှာယူရအယောက်20ကိုပဲဒီ Austria တစ်ဘူးကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဗျာစီးကြောင်းတည်ပြီးသားလူတွေကတော့ကြိုပြီးဖုန်းဆက်လို့ရပြီဟုတ်ကဲ့ပါဗျာအဓိကတော့ကျွန်တော်လက်မြန်မှုပဲအရေးကြီးပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်6,600တန်ဖိုးရှိတဲ့ Austria တစ်ဘူးကိုအယောက်20ကကျွန်တော်ရရှိမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ရှင်ဟာဒီ Austria ကြောင်းလေးကိုလည်းတစ်ချက်လောက်ရှင်းပြဟုတ်ကဲ့ပြပြပါဦးပါ Austria ဆိုလို့ရှိရင်တော့ဒီ alkaline တက်မြန်ပါတယ်တတုအရည်တစ်မျိုးပေါ့နော်လူခန္ဓာကိုယ်မှာလွယ်လွယ်ကူကူနဲ့မစွန့်ထုတ်နိုင်တဲ့ acid အညစ်အကြေးတွေကိုသူကပြန်လဲပြီးတော့စွန့်ထုတ်ပေးတာပေါ့နော်ဟာဒီ Austria ကိုတောက်သုံးမယ်ဆိုလို့ရှိရင်တော့သူကဒီဟိုကျန်းမာရေးပေါ့နော်ဟိုသွေးတန့်စေတယ်ပေါ့သွေးတန့်စေလို့သဘောမျိုးပါပဲသွေးတန့်စေတယ်ပြီးတဲ့အခါကျတော့ဒီဖောရောင်မှုတွေကိုလည်းပျောက်ကင်းစေတယ်ပြီးတော့အမျိုးသမီးတွေဆိုလို့ရှိရင်တော့တင်းတိတ်မှဲကြောက်ပေါ့နော်အဲ့လိုຢာတွေကိုတတ်တာပျောက်ကင်းစေတယ်ပြီးတော့စားဝင်အိပ်ပျော်စေတယ်ရှင်ဟုတ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အယိုးစစ်တွေကိုလည်းတန့်ပါစေတယ်ဒီ Austria ပေါ့နော် High Nature Austria နဲ့တူတူ Golden 7နဲ့တွဲတောက်မယ်ဆိုလို့ရှိရင်တော့သူကပို့ပြီးတော့ကောင်းတာပေါ့အကျိုးအနေနဲ့နှစ်စားပေါ့နော်တစ်ဖက် action ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါ Austria တော့ပရိသတ်တွေလည်းသိရှိပြီးသားဖြစ်တဲ့အတိုင်းဒါအရသာလေးတွေနဲ့ပရိသတ်တွေရဲ့ယောဂတွေဖြစ်ပွားနေတဲ့ဟာကိုကျွန်တော်ပြသပေးနိုင်တဲ့ဟိုကျန်းမာရေးဓာတ်စာပဲဖြစ်ပါတယ်အရသာကကျွန်တော်တို့ချင်တာရှိတယ်ခါတာရှိတယ်ခန္ဓာရှိတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာဒီတော့ကျွန်တော်တို့ဘယ်လိုယောဂလေးရှိလဲဆိုတာကျွန်တော်ပုတ်လေးနဲ့ပြသပေးချင်ပါတယ်ဗျဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒီမှာပါရှင်ဟုတ်ကဲ့ပါဗျာဒီ High Nature Austria ကိုတောက်သုံးလို့မယ်ဆိုလို့ရှိရင်တော့ချိုးချင်းငယ်ဖန်ကားပေါ့နော်အဲ့လိုရတာတွေခံစားရတယ်ဒီချင်းနဲ့ရတာကိုခံစားရမယ်ဆိုလို့ရှိရင်တော့နှလုံးအုံနောက်သွေးကြောဘူးပေါ့နော်တစ်ခုခုချို့ရင်းနေတာဖြစ်ပါတယ်ခန္ဓာကိုယ်အစိတ်ပိုင်းမှာရှိတဲ့ဟိုအဲ့လိုမျိုးယောဂအရင်ဖြစ်နေရတာမဟုတ်ဘူးတစ်ခုမှတစ်ခုအားနေနေတာပေါ့နော်ဟုတ်ကဲ့ပြီးတော့ခါးနဲ့ရတာဆိုလို့ရှိရင်တော့အသေးနဲ့သေးစီတစ်ခုခုချို့ရင်းနေတာဖြစ်ပါတယ်ဟုတ်ကဲ့ဖန်နဲ့ရတာဆိုလို့ရှိရင်တော့အစုပ်အဆိုင်တရွရွပေါ့နော်ဟုတ်တစ်ခုခုချို့ရင်းနေတာဟုတ်ကဲ့တချို့ကျတော့ဒီညှီစော်ရမယ်မဖောက်ထုံးဖြုတ်ရင်းနဲ့ပေါ့နော်ဆက်ပြလို့အနှံမျိုးတွေရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီကြောက်ကက်စီအကျိတ်ပေါ့နော်တစ်ခုခု
ချိုရင်းနေတာပါရှင်တချို့ကျဒီတောက်သုံးလိုက်တဲ့အချိန်မှာအော့အန်ကျင်တယ်ဆိုလို့ရှိရင်နှလုံးပေါ့နော်ဒီအုံနောက်အာယုံကြောဟိုဒီကိုယ်ခန္ဓာအစွမ်းအားတစ်ခုခုပေါ့နော်ချိုရင်းနေတာပါရှင်တချို့ကျလည်းဒီအနံ့ဆိုးတွေထွက်မယ်ပေါ့နော်အနံ့ဆိုးတွေပါထွက်မယ်ဆိုလို့ရှိရင်ဒီကြောက်ကက်သွေးပောင်ချိန်ပေါ့နော်အဲ့လိုမျိုးတစ်ခုခုချိုရင်းနေတာပါဒီအချိုကဲတဲ့ရတာပေါ့တချို့ကျလည်းပုံမှန်ချိုတာတည်းမဟုတ်ဘဲနဲ့အချိုအရန်ကဲတဲ့ရတာဆိုလို့ရှိရင်တော့ तू ကဒီအကျိတ်ပေါ့နော်အကျိတ်တစ်ခုခုအဲ့လိုမျိုးဖြစ်နေမယ်ချိုရင်းနေတာပေါ့နော်ဟုတ်ဟိုပုံမှန်ဆိုလို့ရှိရင်တော့ချိုတဲ့ရတာခံစားရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျမ်းမာရေးကောင်းမွန်တဲ့လူတစ်ယောက်ပါဟုတ်ချိုတဲ့ရတာဆိုလို့ရှိရင်ဟုတ် तू ကဒီချိုတဲ့ရတာဖြစ်တဲ့ဒီကိုတောက်သုံးပြရမှာပေါ့နော်ဟုတ်အော်ဟုတ်ပြီပုံမှန်ကိုဆဆတောက်ကြမှာဥမာဆော့ဆော့ဟိုကိုအားနေရနေပဲချင်းနာခံငန်နာနော်အဲ့လိုမျိုးရတာရတယ်ဆိုရင်လုံးဝချိုသွားတဲ့အထိတောက်ပြရချိုတဲ့အထိကိုတောက်သုံးပြရမှာဟုတ်ဟုတ်တယ်ရှင်ဟုတ်ဟုတ်ကဲ့ပါဗျာဒါတောက်လုံးလုံးလို့ရှင်လို့ရှင်ညီမတို့ဒီတပူးမှာဆိုလို့ရှင်တော့ပုံမှန်ဈေးက6600တန်မိုးရှိရပေါ့နော်ဒီ6600တန်မိုးရှိတဲ့ဈေးကိုညီမတို့ကဒီ high need ဟိုစာ golden 7 လေးဘူးဝယ်လို့ရှင်တပူးလက်ဆောင်ပေးပါတယ်သူကဒီတပူးမှာဆိုလို့ရှင်တော့အထုပ်30ပါတယ်ရှင်အထုပ်30ဆိုရင်တော့တစ်လားစာပေါ့နော်သူကဟိုတနေ့ကိုတစ်ချိန်ပဲတောက်ပေးရမှာဟိုတနေ့ကိုတစ်ချိန်ဆိုတော့တစ်ထုပ်ပဲပေါ့နော်အဲ့တစ်ထုပ်ကိုမှ24နာရီအတွင်းတောက်သုံးပေးရမှာဖြစ်တယ်ရှင်ဟုတ်တောက်တဲ့ခါမှာလည်းဒီရေတန့်ဘူးပေါ့နော်900မီလီ950မီလီပေါ့အနည်းဆုံးရေတန့်ဘူးသေးရနေစပြီးတော့ဒီဘူးအကြီးတဲ့ထီကိုတောက်သုံးပေးလို့ရတယ်ဟိုထည့်ရမယ့်ပမာဏတော့ဒီတစ်ထုပ်ပဲပေါ့တစ်ထုပ်ဆိုလို့ရှင်လေဟို24နာရီတောက်သုံးပေးရမှာရှင်ဟုတ်တောက်တဲ့အချိန်ကြာလို့ရှင်လည်းညီမတို့ဒီဟိုလှုပ်ခါပြီးတော့တောက်သုံးပေးရမယ်သူကတန်ဘူးလို့ကော်ဘူးနဲ့တောက်သုံးပေးလို့မရအောင်ရှင်ဟုတ်ကဲ့ပါဗျာအဓိကတော့ကျွန်တော်ရေတန့်ဘူးထဲမှာပဲထည့်ပြီးတော့ဖြောတောက်ပေးရမှာဖြစ်ပါတယ်နောက်ပြီးတော့ရေတွေကပါဝင်တဲ့ရေတွေကဆိုလို့ရှိရင်လည်းရေနွေးတို့ရေခဲရေတို့ဖြစ်လို့မရပါဘူးရိုးရိုးရေပဲဖြစ်ဖို့လိုအပ်ပါတယ်နောက်ပြီးတော့ဓာတ်ဘူးတို့နောက်ပြီးတော့တန်ဘူးတို့နဲ့ထည့်ပြီးတော့တောက်သုံးလို့မရပါဘူးဗျနောက်ပြီးတော့အမှုတ်တိုင်းလည်းတောက်သုံးလို့မရပါဘူးတချို့ကျတော့ဒီ coffee mate တွေပါလို့စားသလိုမျိုးလေအမှုတ်ကိုလက်ထဲမှာအထည့်ပြီးအဲ့လိုမျိုးပေါ့နော်ဟိုရက်ပြီးတော့စားကြတာကော်ဖီမဲတော့မစားကွေကာအုပ်လောက်တော့စားဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာတကယ်ပဲကျွန်တော်တို့ဒါ medical check up လုပ်စရာမလိုဘဲနဲ့တန်မိုးရှိပါတယ်ပြီးတော့မှရေတောက်ပြီးခုံလိုက်တာအော်ရှိတ်လို့တယ်ဆိုတော့ဟုတ်ခုံလိုက်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဗျာ6600တောင်မှတန်မိုးရှိရဲ့ Osri ပါကယ်ရီတော့မှကျွန်တော် Osri နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မသိသေးတဲ့ပရိသတ်တွေလည်းရှိအောင်ပါဗျာဘာဖြစ်လို့လဲဆိုတော့သူကအရသာဟိုတချို့ရတော့မတောက်ရဲကြဘူးလေနော်အရသာမတူကြဘူးဆိုတော့ဟုတ်ပါဟုတ်ဟိုဒီမှာဘာဖြစ်ရင်ဘယ်လိုရတာရရင်ဘယ်လိုဖြစ်မယ်ဆိုကြစိုးရင်သွားမယ်ဒါနဲ့ငါတို့ဘာဖြစ်နေပြီအမှန်တော့ယောဂကြီးဖြစ်တာမဟုတ်ပါဘူးကိုယ်ခန္ဓာကိုယ်မှာဒီနေရာလေးကအားနေနေဟုတ်ပါတယ်ရှင်နော်အဲ့လိုမျိုးဆိုင်းနေဟိုကိုယ်ခန္ဓာနည်းနည်းအားနေတာပေါ့နော်အရင်ယောဂကြီးကြီးမားမားအဲ့လိုမျိုးဖြစ်တာမဟုတ်ပါဘူးတောက်သုံးလိုက်တာနဲ့အဲ့လိုမျိုးအရသာတွေခံစားရမယ်ဆိုလို့ရှင်လေဟုတ်ကဲ့ပါဗျာဒီတော့ Osri တောက်သုံးပြီးတဲ့အခါမှာရောဒါပရိသတ်တွေရဲ့ feedback အနေနဲ့ရော Osri နဲ့ပတ်သက်ပြီးတော့ဗားရင်းများရှိအောင်မလဲမဟုတ် Osri ကတချို့ကြတော့အဲ့လိုတောက်သုံးလိုက်လို့ရှင် तू ကဒီအရသာတုံငုံနဲ့တောက်သုံးတာလည်းတော့အဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့ဟိုဘာလို့လဲဆိုတော့ तू ကဒီတောက်သုံးလိုက်တာနဲ့ဟိုအရသာက2ငုံ3ငုံလောက်ထိတောက်သုံးပေးရတယ်တောက်သုံးလိုက်တဲ့ခါကျတော့မှ तू ကအရသာမှန်အောင်ပေါ့နော်ဟိုဥပမာဆိုလို့ရှိရင်ဒီအခုတောက်တာနဲ့ညီမတောက်တာလည်းတူချင်မှတူမှာလေဟုတ်ဒီတစ်ချိန်နဲ့တောက်ရုံနဲ့လည်းအရသာမှန်အောင်ဟိုအဲ့လိုမျိုးမသိနိုင်အောင်ပေါ့နော်ဟိုတရက်ထဲဟိုမှာဒီအရသာအခုခါရဲဆိုလို့ရှိရင်ဒီနေ့လည်းတောက်တာခါရဲမနက်ဖြန်လည်းခါရဲတပတ်ခါလာပဲ3ရက်လောက်တော့အနည်းဆုံးတောက်ပေးရတယ်3ရက်တောက်ပြီးတော့မှခါရဲဆိုမှဒါကိုယ့်ရဲ့ဒီအထက်ဟိုအတွင်းနဲ့ကလီတာမှာရှိတဲ့ဒီအသင်းနဲ့တဲစီပေါ့နော်တခုချွတ်ရင်းနေတာပါရှင်ဟုတ်ကဲ့ပါဗျာဒီတော့ပရိသတ်တွေဘက်ကလည်းပြန်ပြီးတော့မေးစရာရှိဗျာဒါပါလဲဆိုတော့ကျွန်တော်ဒါလူတယောက်နဲ့တယောက်တောက်သုံးရတယ်လည်းမတူဘူးတောက်သုံးရတဲ့အခါမှာအရသာပါထပ်ပြီးတော့မတူတဲ့အတွက်ဟိုဘေးထွက်ဆိုးကျိုးတွေများရှိလားဆိုပြီးတော့လည်းမီးနိုင်ပါသေးရဲ့ဗျာအဲ့အတွက်အမားတို့အာမခံပေးနိုင်တာရောဗာများရှိတယ်ဟုတ်ကဲ့ရှင်ညီမတို့ကဒီမြန်မာပြည်မှာဆိုလို့ရှင်တော့စေဝါခွင့်ပြုချက်လက်မှတ်တွေ FDA လက်မှတ်တွေလည်းပေါ့နော်အဲ့လိုမျိုးခွင့်ပြုချက်လက်မှတ်တွေလည်းရထားပြီးသားပါတဘာဝတေးဦးတင်မြစ်တွေနဲ့ပဲလောက်ထားတဲ့အတွက်ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူးညီမတို့ကဒီက USA standard ပေါ့နော် USA နည်းပညာနဲ့အတူထုတ်လုပ်ထားတာပါ USA မှာဆိုလို့ရှင်တော့23နှစ်တိုင်ခဲ့ပါပြီရှင်ဟုတ်ဟုတ်ကဲ့ပါဗျာဒါဆိုရင်ဒါကတော့ poster ရဲ့အကြောင်းလေးပြောတယ်ဒီ golden 7အကြောင်းလေးပြောပါဦးညီမလေး golden 7ကကြတော့ဒီညီမတို့ပေါ့နော်ဒီ golden 7ကသွေးရနဲ့သမားတွေပြီးတော့စီးကျူသေးကျူရှိရဲ့လူတွေပြီးတော့သွေးပေါင်ကျတဲ့လူတွေပေါ့နော်အဲ့လိုမျိုးသမားတွေကိုတောက်သုံးထားတယ်ပြီးတော့နှလုံးယောဂသမားပေါ့နှလုံးသွေးကြောကျဉ်းတာနှလုံးထဲမှာအဆီရှိတာသွေးထဲမှာအဆီရှိတာအဲ့လိုမျိုးຢာတွေကိုတတ်တာပြောင်းစေတယ်ဟိုတချို့ကြတော့သွေးရနေတာပေါ့နော်သွေးရနေတာဘယ်လိုလူမျိုးရအဖြစ်များလဲဆိုလို့ရှိရင်အဲ့လိုအထိုင်များတဲ့သူတွေအဝါလွန်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးသွေးထဲမှာအဲ့လိုမျိုးပေါ့နော်အဆီချက်တွေပါများတာပေါ့နော်ဟိုတချို့ကြသွေးရနေတယ်ဆိုလို့ရှိရင်လည်းဒီတက်လို့စားတောင်းတဲ့သူတွေပြီးတဲ့ခါကျတော့ဒီကိုလည်းလှုပ်ရှားမှုအားနေတဲ့သူတွေပေါ့နော်သူကသွေးရနဲ့ယောဂဖြစ်တယ်ဖြစ်လို့ရှိရင်ခေါင်းမူတာခေါင်းကိုက်တာပေါ့နော်အဲ့လိုမျိုးယောဂအခြေအနေကိုပြရတယ်ပေါ့နော်ပြီးတော့အော့အန်နာတွေပါပြရတယ်ရှင်အဲ့လိုလိုမျိုးတောက်သုံးလို့ရတယ်သူကဟိုသွေးပေါင်ဆိုလို့ရှိရင်လည်းသွေးတို့ကိုလည်းအရင်မတက်အောင်သွေးပေါင်ဆိုလည်းအရင်မကြအောင်လို့ထိန်းညှိပေးတဲ့သဘောမျိုးသွေးညှိပေးတာပေါ့နော်သွေးညှိပေးတယ်ပြီးတော့တချို့ကျတော့စီးချိုသွေးချိုဆိုလို့ရှိရင်အဲ့တိုင်းပဲစီးချိုကိုလည်းအများကြီးမတက်အောင်အများကြီးမကြအောင်ပေါ့နော်ပုံမှန်လေးဖြစ်အောင်ပြန်ပြီးလုပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါဒါကြတောက်တာကြတော့ညီမလေးတို့တောက်တနေ့ကို2ကြိမ်တောက်ပါတယ်ရှင်မနေ့တစ်ကြိမ်ညတစ်ကြိမ်မှာဒီတက်ဘူးမှာဆိုလို့ရှိရင်ညီမတို့ပုံမှန်ရောင်းစီက19500ပေါ့နော်အခုဒီ live shopping အစီအစဉ်မှာဆိုလို့ရှိရင်19000နဲ့ promotion ချပေးထားရရှင်ညီမတို့ဟုတ်
ဒီ Golden 7နဲ့ပတ်သက်ပြီးတော့ညီမတို့ customer တွေရဲ့ကနေ feedback လေးပြောပြပါအောင်ညီမ feedback လေးကိုဒီ customer တွေဆိုလို့ရှိရင်တော့ညီမတို့ဒီ Golden 7နဲ့ပတ်သက်ပြီးတော့ပေါ့နော်တချို့ကြတော့ဟိုအဲ့ညီမတို့ကိုယ်တိုင်လည်း program တွေလည်းရှိုင်းနေရရုံမှာဆိုတော့လေအဲ့လိုမျိုးတွားရောက်ပြီးတော့ customer တွေရှို့ interview ရလည်းရှိရရှင် interview ရခါကြတော့တချို့ customer တွေဆိုလို့ရှိရင်ဒီဟိုပေါ့သူတို့ကအဲ့လိုစီးချိုသွေးချိုအရန်တက်တာပေါ့နော်အဲ့လိုတက်တဲ့ချိန်မှာဒီ Golden 7ကို तू ကဟိုတလားစာ၄ဘူးလောက်တော့တောက်တုံးပြီးသွားပြီတောက်တုံးလိုက်တဲ့ချိန်မှာ तू ပြန်ပြီးတော့ချိန်ကြည့်လိုက်တာပေါ့ချိန်ကြည့်လိုက်တဲ့ချိန်မှာကြာလို့ရှိရင်ဒီသွေးပေါင်ချိန်ကပုံမှန်လေးဖြစ်သွားတာပေါ့နော်ဒီစီးချိုသွေးချိုကမတက်တော့ဘူးအစားဆို तू ကခဏခဏအစီစီးချိုနဲ့ပတ်သက်ပြီးတော့ဆေးတွေပေါ့နော်တောက်တုံးပေးရတယ်ပေါ့ညီမတို့ဒီဆေးလေးကိုတလားစာ၄ဘူးလောက်တောက်တုံးရတဲ့အချိန်တနေ့ကို2ချိန်ပေါ့နော်တောက်တုံးလိုက်တဲ့ချိန်မှာဆိုလို့ရှိရင်ဒီစီးချိုတွေပါမတက်တော့ပုံမှန်လေးပဲပြန်ဖြစ်သွားတာပေါ့နော်သူတို့ကအရန်ကိုစိတ်ကျဉ်တဲ့မှုရရှိသွားတာပေါ့နော်တောက်ကြကြတော့ तू ကအစားနဲ့ဘယ်ချိန်ဒီမှာတောက်ရလဲအစားနဲ့ဆိုလို့ရှိရင်တော့9ခွက်တနိုင်လောက်ချရတယ်မနက်ဆိုလို့ရှိရင်ညီမတို့အရာထားပြီးဆိုတာနဲ့မျက်နှာတပြားနဲ့ပေါ့နော်ဘာမှမစားခင်ဟိုခွက်ထဲကိုတောင်းနိုင်တဲ့ရွှေနေပမာဏကိုထည့်ပြီးလို့ရှိရင်ညီမတို့ဒီဆေးတစ်ထပ်ကိုထည့်ကြေးအောင်မှွေပြီးရင်တောက်လို့ရပြီ9ခွက်တနိုင်နဲ့အစားစားပေါ့နော်ဟုတ်ညဘက်ဆိုလို့ရှိရင်တော့ထမင်းလေးပါအားလုံးစားပြီးတဲ့ချိန်ကို9ခွက်တနိုင်လို့ရှင်ဆေးတောက်ပြီးအိတ်လို့ရပြီရှင်ဟုတ်ဟုတ်ကဲ့ပါဗျကျွန်တော်တို့ဒါကြာတာပတိနေရမှာသွားပြီးတော့ဒီ Golden 7နဲ့ပတ်သက်ပြီးတော့ interview လေးရိုက်ကူးထားတာရှိပါတယ်ဒါလေးလည်းပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ဗျာနော်ဒါကကျွန်တော်တို့တကုံအရှိပိုင်းမှာသွားပြီးတော့ရိုက်ခဲ့တာပါ132ရက်ကွက်အင်းဝါလန်အတိအကျကျွန်တော်မှတ်ထားရသေးတယ်ဒါလေးပြောဖို့နော်အဲ့မှာဆိုလို့ရှိရင်ဒါ interview ရဲ့အခါမှာအဲ့အန်ဒီပေါ့နော်အသက်40ရွယ်ဒေါ်တင်းနိုင်ဒေါ်တင်းနိုင်သူကိုယ်တိုင်တောက်သုံးပြီးတဲ့အခါမှာ तू ကဟိုဖြစ်တာအမှဟိုအိပ်ရာထဲမှာလဲနေတာထမင်းလဲစားလို့ရှိရင်တနိုင်ခွဲလောက်ကြာရလို့ပြောထမင်းကိုလည်းသူများခွန့်ကျွေးမှစားနိုင်တာပေါ့နော်ဟိုမလုံနိုင်မသေးနိုင်သူ့ကိုသူဒါနောက်ပြီးတော့စီးကျူသွေးကျူလည်းရှိရလို့ပြောတယ်အဲ့ကမှာဒီ Golden 7ကိုတောက်သုံးပြီးလို့သူတဘူးမကုံငယ်မှာပဲတိတိတာတာနဲ့သူ့ရဲ့ဒါစီးကျူသွေးကျူတွေကလည်းပြန်ပြီးတော့ကြာသွားတယ်ပေါ့နော်နောက်ပြီးတော့ဟိုသူပြောပုံရအမျိုးသမီးယောဂလည်းဖြစ်နေရလို့သိရတယ်ဗျအဲ့ဒီအတွက်ကိုဟိုတော်တော်လေးတက်တာပျောက်ကင်းသွားတယ်ဆိုတာလည်းသူ့ရဲ့ဒါပြောပြချက်တွေအရကျွန်တော်လည်းသိရှိခဲ့ရပါတယ်ဗျဒါကတော့ကိုတွေ့ဖြစ်ရလေးတစ်ခုပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးရောင်းချပေးရင်းနဲ့မှဟိုပြန်လည်ပြီးတော့ customer ရဲ့ feedback ကိုပြန်ကြားရတဲ့အခါမှာလည်းအမြဲတမ်းကောင်းမွန်တဲ့ feedback တွေကိုပဲပြန်လည်ပြီးတော့ကြားရပါတယ်နောက်ပြီးသူတို့ခေါ်တာရှိသေးတယ်ဗျဒီ Golden 7ကိုနတ်ဆေးလို့တောင်မှခေါ်ကြတယ်ဟုတ်တယ်သူဆိုလို့ရှိရင်လုံးဝအဲ့ရတဲ့ကိုအဲ့လိုမျိုးလဲနေရပေါ့နော်လဲနေရလုံးဝဟိုဘလုံးမလူပမာကြီးဖြစ်နေတာပေါ့လို့ဖြစ်နေတာသူဆိုလို့ရှိရင်အဲ့လိုမျိုးညီမတို့ဒီဆေးကိုတောက်တော့သူဆိုတပူးပဲလားမသိတောက်ရသေးရဲ့တောက်တော့လိုက်တဲ့အချိန်ကျတော့ तू ကထပြီးတော့အဝတ်တွေပါရအောင်အဲ့လိုပြန်လျှော်နိုင်တယ်ပေါ့နော်ဟိုအရင်ကဆိုလို့ရှိရင် तू ကဒီအိမ်ရထဲမှာပဲလေအဲ့လိုလဲနေရဆိုတော့လေဒီဆေးတောက်လိုက်တဲ့အချိန်မှာသူ့အိမ်ကမိသားစုဝင်တွေကလည်းအရန်ကိုအဲ့လိုမျိုးကျင်နေကြတယ်ပေါ့နော်အစားသူ့နေရအိမ်ရထဲမှာပဲလဲနေရဆိုတော့လေအဲ့လိုမျိုးထပြီးတော့ဟဲထပြီးတော့ထိုင်တာတော့မဟုတ်ဘူးအဝတ်တောက်တန်းလျှော်နိုင်တယ်ဆိုတော့လေအဲ့လိုမျိုးရှင်ဟုတ်ပါတယ်ဗျဒါအခုအလုပ်တွေလည်းလုပ်အဝတ်တွေလည်းလျှော်နောက်ပြီးထမင်းတွေပါရအောင်ချက်ပေးနေပြီအိမ်သားတွေတော့နော်ဟုတ်ပါတယ်ဗျဒါဆိုသူနဲ့ interview ကလည်းမကြခင်မှာတွေ့ရတော့မှာပေါ့နော်မကြခင်မှာလာတော့မှာညရီ shopping channel ဟိုထူးခြားချက်တစ်ခုကတော့ဟိုဖြိုးတို့တွေ့ကြုံရလူတစ်ယောက်နဲ့တစ်ယောက်နဲ့ကသွေးသားမတူခန္ဓာကိုယ်တိဆောက်ပုံမတူကိုယ်ကံကမတူတဲ့အတွက်တချို့ကြလည်းစောစောက customer လိုမျိုးမောင်လေးတို့တွားရိုက်တဲ့ customer ဆိုတာတဘူးလောက်တောက်ရုံနဲ့နော်တဘူးလောက်မကုန်သေးသိတာတချို့ကြလည်းတစ်လစာလောက်မှတောက်ပြီးတော့သိတာလိုမျိုးလည်းရှိတယ်ဒါကတော့ဟိုဘယ်ဆေးပဲတောက်တော့စိတ်ကဟိုစိတ်မြန်လို့မရအောင်နော်ဟုတ်ကဲ့ရှင်နည်းနည်းစိတ်ရှည်ရှည်တော့ထားပေးရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျနောက်တစ်ခုကတော့ကျွန်တော်ကျမ်းမာရေးဓာတ်စာဖြစ်တဲ့အတွက်အမျိုးသားအမျိုးသမီးရောတောက်သုံးလို့ရပါတယ်ဗျအမကြီးတောက်သုံးတဲ့အခါမှာအသက်အရွယ်ရဆိုလို့ရှိရင်ဘယ်အရွယ်လောက်ကစပြီးတော့ထားရရှိသေးလားအသက်အရွယ်ကတော့ညီမတို့ဒီပေါ့နော်16နှစ်ပြည့်ပြီးရနေပြီးတော့အသက်ကြီးပိုင်းထိကိုတောက်သုံးပြီးလို့ရပါတယ်ဟုတ်ကဲ့အသက်60ဆိုရင်မတောက်ရတဲ့အချိန်တွေပါရှိလားဥမာမွေးဖွားပြီးတာတို့အဲ့လိုမျိုး main ကလေးရှောင်းအောင်မှာရှိရှင်ဒီ Golden 7ဟာဆိုလို့ရှင်ဒီနှလုံးခွဲစိတ်ထားတဲ့သူတွေနှလုံးဆက်တက်ထားတဲ့သူတွေပေါ့နော်အဓိကတော့ဒီနှလုံးခွဲစိတ်နှလုံးသမားတွေပေါ့နော်ခွဲစိတ်ပြီးတဲ့သူတွေပေါ့နော်ခွဲစိတ်ပြီးတဲ့သူတွေဆိုလည်းတောက်လို့မရဘူးပြီးတော့နှလုံးဆက်တက်ထားတဲ့လူတွေဆိုလို့ရှင်လည်းတောက်လို့မရပါဘူးရှင်ဟာဒီတိုင်းဒါလေးကတော့သတိထားမယ်အချက်ပေါ့နော်ဟုတ်ကဲ့ပါဗျာနောက်တစ်ခုကအမကြီးကျွန်တော်တို့ဒီအမျိုးသမီးတွေထဲမှာဆိုလို့ရှိရင်လဲသွေးအားနည်းတဲ့သူတွေတော်တော်များတယ်လို့သိရတယ်နော်အဲ့အပိုင်းလေးမှာဆိုလို့ရှိရင်လဲသွေးအားနည်းတာဘယ်လိုပုံစံမျိုးလေးရှိလဲနည်းနည်းလောက်ပြောပြသွေးအားနည်းတာတော့ဒီညီမတို့အဓိကကတော့အမျိုးသမီးတွေကပို့ပြီးအဖြစ်များတယ်သွေးအားနည်းတယ်ဆိုတာဒီညီမတို့ကဒီတစ်လားတစ်ခါထမတာလေအဲ့လိုမျိုးပုံမှန်ဖြစ်နေရဆိုတော့ဒီကောင်းတဲ့ဟိုခန္ဓာကိုယ်ထဲမှာရှိတဲ့ကောင်းတဲ့တန့်စင်တဲ့သွေးတွေရောမတန့်စင်တဲ့သွေးတွေရောတစ်လားတစ်ခါအဲ့လိုမျိုးပုံမှန်ဆွန့်ထုတ်နေကြတာဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးပို့ပြီးတော့သွေးအားနည်းတတ်ကြဥပမာဟိုလူကောင်းဆိုလို့ရှိရင်တော့ကိုခံအားကောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်ယောဂလက္ခဏာမပြဘူးလေအဲ့လိုမျိုးကိုခံကအဲ့လိုမကောင်းတဲ့ချိန်ကြလို့ရှင်တော့ဒီတန့်စင်တဲ့သွေးတွေရောမတန့်စင်တဲ့သွေးတွေရောဆွန့်ထုတ်ရတယ်ဆိုတော့လေအဲ့လိုမျိုးယောဂလက္ခဏာကြီးပြရမယ်မူးတာတွေဘာတွေပေါ့နော်အဲ့လိုမျိုးသွေးပေါင်ကြတာတွေသွေးရနေတာတွေအဲ့လိုမျိုးဖြစ်မယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှင်ညီမတို့ဒီ main ကလေးတွေနဲ့လည်းအထူးသင်လျော်ပါတယ်ဒီဆေးလေးကိုတောက်ပေးမယ်ဆိုလို့ရှင်တော့အဲ့လိုသွေးရတဲ့ယောဂကိုကာကွယ်ပြီးသားဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါအဓိကတော့ဒါတွေတောက်တဲ့အတွက်စောစော customer ဆိုလဲဟိုအသက်ကြီးပိုင်းမှာအမျိုးသမီးအသက်ကြီးပိုင်းအဓိကသွေးဆုံးချိန်ပေါ့နော်သွေးဆုံးချိန်မှာဖြစ်တဲ့သွေးဆုံးခိုင်ဝေဒနာလဲဒါတိတိတတ်တာအောင်နော်အခုလက်ရှိဖြစ်နေတဲ့လူတော်တတ်တာလဲဆိုတော့ဘာဖြစ်ဖြစ်ပြုလို့ main ကလေးကိုကြိုးတောက်ထားမယ်ဆိုရင်အကောင်းဆုံးပဲဆိုတော့အဲ့ဒီအချိန်မှာပြုလို့
ဘာလဲအမေတွေတော်တွေရှိတာဒီအချိန်မှာအဲ့ဒီအချိန်မှာခံစားရတဲ့သွေးဆုံးဝင်တာတော်တော်ဆိုးတာဟုတ်တယ်ဟာ ဟုတ်ကဲ့သူပြောပြတော့ဆိုလို့ရှိရင်ငိုတော်ငိုတယ် ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး ဘာဖြစ်လို့သူပြောနေနေအမဒီကျမ်းမာရေးတက်စာဂိုလန်7ကိုတောင်းရင်းနဲ့ तू တော်တော်လေးပျောက်သွားပါတယ်ဆိုပြောရင်းနဲ့ तू နေနေပါကြာလာတာပေါ့နော်အဲ့ဒါလေးကမကြခင်မှာလာမယ်ပေါ့ဒါလေးပါကြော်ညာပေးပါလေဗျ မင်းသားပါမှာပါ ဟုတ်ကဲ့ ကိုချတာရိုက်တာကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးလည်းအမကြီးနောက်တစ်ခေါက်လောက်ထပ်ပြီးပြောပြရအောင် ပုံမှန်ဈေးညီမတို့ Golden 7ဆိုလို့ရှိရင်ပုံမှန်ဈေးကို19500နဲ့ရောင်းပေးပါတယ်အခုညီမတို့ live shopping ဈေးက short ဈေးအနေနဲ့19000နဲ့ရောင်းချပေးပါတယ်ရှင်ဟုတ်ကဲ့ပါလို့ရှိရင် Australia တပူကိုလည်းလက်ဆောင်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါဗျာဒါလေး Golden 7ဒါတလားစာလားဘယ်လိုမျိုးလဲဒီတပူမှာဆိုလို့ရှိရင်တော့သူက16လောက်ပါတယ်ပေါ့နော်16လောက်ဆိုတော့ညီမတို့ဒီတစ်နေ့ကို2ကြိမ်တောက်ပေးရမယ်ရှင်ဟိုတပတ်ဆိုဟိုဒါတပူဆိုလို့ရှိရင်တော့9ရက်စာပေါ့ရှင်9ရက်စာဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာအဓိကတော့ကျွန်တော်တို့ဒါ Golden 7 ၄ခုဝယ်ယူအားပေးရဆိုလို့ရှိရင် Aussie တပူပေးတယ်ဆိုတာကလည်းကန့်သက်ချက်လေးရှိပါတယ်ပရိသတ်တွေလက်မြန်မှရမှာပါဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့အယောက်20ကိုကန့်သက်ပေးထားပါတယ်အရင်ဆုံးဖုန်းဆက်တဲ့သူတွေကိုဒါကျွန်တော်တို့အခုလိုမျိုးဒါ Golden 7 ၄ခုနဲ့အတူ Aussie တပူကိုပေးသွားမှာဖြစ်ပါတယ်၄ခုဆိုရင်တော့တလားကျော်စာဟုတ်ကဲ့ပါဗျာပေါ့နော်တလားစာအဲဆိုရင်တော့တစ်ခါလဲ course အပြည့်ဖြစ်သွားတာပေါ့အဓိကလည်းကျွန်တော်တို့ဆေးပတ်လေအောင်တောက်ပြီးပို့ပြီးတော့ကောင်းတာပေါ့ဗျာနော်ကဲပြီးတော့မှကျွန်တော်တို့ဒီ Golden 7မှာရောပါဝင်ပစ္စည်းတွေကဘာတွေများပါအောင်လဲဗျာကျတော့ဘာပါလဲဆိုတော့ညီမတို့တဘာဝသေးကိုတမြစ်တင်နေပဲထုတ်ထားတယ်ဆိုတော့ပေါ့နော်ဒီစူပန်တီတို့အဲ့လိုမျိုးမုံညင်းရွက်တို့ပေါ့နော်စူပန်တီမုံညင်းရွက်ဟိုဘယ်လိုပြောမလဲရွက်ယူရွက်အဲ့လိုမျိုးရွက်တင်နေတဲ့အတူပေါ့နော်ဟုတ်တဘာဝသေးကိုတမြစ်တွေပဲထုတ်ထားတယ်ဆိုတော့ဖေထက်ဆိုကြမရှိပါဘူးယုံကြည်ဆက်ဆက်ဆန္ဒတောက်တုံးပြီးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဗျာကဲ19000နဲ့ရောင်းချပေးနေရဖြစ်ပါတယ်အမကြီးပို့ဆောင်ကရော Golden 7နဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ညီမတို့ရန်ကုန်မြို့ရင်းမှာလို့ရှင်တော့ delivery fee ပါပဲဒီရန်ကုန်မြို့ရင်းဆိုလို့ရှင်ဘယ်နေရာပဲရောက်ညီမတို့ delivery ပေါ့နော်ဟိုပို့ကပေးစရာမလိုရှင်ဟိုပို့ပေးပါအခါမဲ့နော်အခါမဲ့ပါရှင်လဲဆိုလို့ရှင်တော့ညီမတို့အရင်ဦးဆုံးဘန်းအကောင့်ပေါ့နော်အခုအောက်မှာခေါ်တာပြေးလေးနေဘန်းအကောင့်လေးကိုဟိုဘန်းကနေတစင်းပေါ့နော်ကမ်မောစာဘန်းကနေဝေရင်လွှဲပေးရမယ်ဘန်းကနေဝေရောက်ပြီဆိုလို့ရှင်ညီမတို့ကအနီးဆက်ဆုံးကားဂိတ်ကိုပေါ့နော် customer နဲ့အနီးဆက်ဆုံးကားဂိတ်ကိုပို့ဆောင်ပေးပါရရှင်ဒါအောင်မှအခါမဲ့ပဲလားဟုတ်ကဲ့အခါမဲ့ပါတန်စာကားတွေပါလေညီမတို့ကုမ္ပဏီဘက်ကပေးတာပါညီမတို့ကဖုန်းပြန်ဆက်တယ်ပေါ့နော် customer တွေရှို့ဖယ်လေးမှာဖယ်ကားနဲ့ပို့လိုက်လဲဆိုတဲ့ဟာကိုဖုန်းပြန်ဆက်တယ်အခါကျရင် customer တွေကသွားပြီးတော့ထုတ်ရုံပါပဲဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါပရိသတ်တွေနေရမိသားစုဝင်တွေအတွက်လည်းအရန်ပဲအဆင်ပြေပါတယ်ဗျာဘာဖြစ်လဲဆိုတော့ကျွန်တော်နေမှာဆိုလို့ရှိရင်လည်းလက်လန်းမမီတဲ့အခါမှာအခုလိုပဲတကယ်အစွမ်းထက်တဲ့ကျန်းမာရေးဓာတ်စာတွေကိုလိုချင်ကြတဲ့သူတွေရှိပါတယ်အဲ့ဒီတော့လည်းမပူပါနဲ့ဗန်ထဲကိုကျွန်တော်ငွေအရင်လွှဲပေးလိုက်ပါအဲ့ဒီခါမှာပရိသတ်တွေပြောတဲ့ကားကိတ်အရောက်ကိုကျွန်တော်တန်ဆာကပေးပြီးပေါ့နော်အခမဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်ဗျာဒါနဲ့ညီမတို့လည်းနေမှာကိုယ်စလဲတွေရနေပြီလို့ကြားတယ်ညီမလေးပြောပြပေးပါအခုဆိုလို့ရှိရင်ညီမတို့ဒီမန္တလေးတိုင်းဆိုလို့ရှိရင်မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးဆိုတာကိုဆိုင်စော်ဆွဲကိုယ်တလဲလည်းရှိပါတယ်သူရှိမှာဖုန်းဆက်ပြီးလည်းမှာယူလို့ရတယ်ပေါ့နော်ညီမတို့ဒီကိုယ်စားလှယ်လောက်ချင်တယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးညီမတို့ရှိ ਉ ပေါ့နော်ဒီရန်ကုန်မြို့ရင်းကကိုယ်စားလှယ်ဆိုလို့ရှိရင်အရင်ဦးဆုံးရုံးအရင်ဖုန်းဆက်ထားမှကိုယ်တိုင်ကိုကြလာပြီးတော့ရုံးပေါ့နော်ညီမတို့ရုံးကိုယ်တိုင်ကိုကြလာပြီးတော့ဆက်သွယ်ပြီးတော့စုံစမ်းလို့လည်းရပါတယ်ရှင်ဟုတ်အနည်းဆုံးတော့ကိုယ်စားလှယ်လောက်ချင်တယ်ဆိုဒီလိုဘူးမျိုးပေါ့နော်တဖာပေါ့တဖာဆိုလို့ရှိရင်ဒီလိုဘူးပေါင်း32ဘူးပါတယ်ရှင်အဲ့တဖာကိုအရင်ဦးဆုံးဝယ်ရမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျာဒါကတော့ကိုယ်စားလှယ်ယူမဲ့သူတွေအတွက်ပါဟုတ်ကဲ့ပါဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဒါဝယ်ယူအားပေးမဲ့မိသားစုဝင်တွေအတွက်ဒီနည်းနည်းလေး short ရှိရလေးပြောပြပေးစမ်းပါမယ် expire နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ဒီဘူးမှာရေးထားတာဆိုလို့ရှိရင်တော့ product စတင်ပြီးတော့ထုတ်လုပ်တဲ့ date ကိုရေးပေးထားပါတယ်ဒါကတော့အပေါ်မှာပဲဖြစ်ပါတယ်ဗျ2015ခုနှစ်10လပိုင်း20ရက်နေ့ဖြစ်ပါတယ်အောက်မှာကတော့ကျွန်တော် expire date ပဲဖြစ်ပါတယ်2010လပိုင်း19ရက်ဒါကတော့အထုပ်ရဲ့ expire ပါအထဲရဲ့ဒီအထုပ်ဟွာလေးမှာပါတဲ့ထိတ်ကကြတော့ဒီထုပ်လေးကို parking လုပ်တဲ့ထိတ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါ parking date ကိုမြင်ပြီးတော့2015ဒီအထုပ်လေးတွေမှာရေးထားတာကျွန်တော်2015ဖြစ်တဲ့အတွက် expire ဖြစ်သွားပြီဆိုပြီးတော့ထင်သွားမှစိုးလို့ပါဗျဒါလေးကိုလည်းပြောပြပေးတာပါဟုတ်ဒီချို့ customer ဆိုအဲ့လိုမျိုးလေးဟိုဘူးကနေဖောက်လိုက်တယ်ပေါ့နော်ဘူးကတော့တေချာတော့မကြည့်မိဘူးကွာမကြည့်မိနဲ့အထုပ်ထဲမှာပဲ expire date ကပါမယ်ဆိုပြီးတော့ထုတ်လိုက်တဲ့အချိန်မှာ expire မှာ2015ဖြစ်နေတော့ဟဲ့တို့တိတ်အောင်နေပြီတိတ်အောင်နေရလို့ဈေးလျှော့ပြီးတော့ရောင်းပြရတာတော့ထင်သွားမှာပေါ့နော်အဓိကတော့ तू ကအခုကြည့်ရတဲ့လောက်ကအကုန်လုံးအတိအကျလုပ်ပေးထားတာပေါ့ဒီအပြင်က packing ကကြတော့တိတ်ကုန်တက်တန်းကုန်မဲ့ရက်အထက်ဟာကြဒီအထုပ်လေးကိုဘယ်ချိန်မှထုတ်ထားရဲဆိုတာဟုတ်ပါတယ် packing date လုပ်ပေးထားအဲ့ဆို Golden 7နဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ဟိုစားညီမအကုန်နဲ့အမတစ်ချက်လောက်ဖြောတိုက်မယ်လေနော်ဟုတ်ကဲ့စောင်းစားနေတဲ့အချိန်ရောက်ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဗျကျွန်တော်တို့ Golden 7ရောင်းချပေးတဲ့ဈေးနှုန်းကတော့19000ကျပ်ပဲဖြစ်ပါတယ်ပြည်သူများရန်ကုန်မြို့ရင်းမှာဆိုလို့ရှိရင်ဘယ်မြို့နယ်မှာပဲနေပါကျွန်တော်တို့အခမဲ့ပို့ဆောင်ပေးမဲ့အစီအစဉ်ရှိပါတယ်နောက်ပြီးတော့နေမှာဆိုလို့ရှိရင်လည်းလုံးဝစိုးရင်စရာမလိုပါဘူးပြည်သူတွေပြောတဲ့ကားဂိတ်အရောက်ကိုလည်းအခမဲ့တန်ဆာကပေးပြီးပို့ဆောင်ပေးမှာဖြစ်ပါတယ်ဗျကဲရေနွေးဖြူနဲ့ဖြော်ပေးရတဲ့ Golden 7ပဲဖြစ်ပါတယ်ညာတော့အပြင်အားကျွန်တော်တို့အသက်အရွယ်ကြီးရင်လာပြီဆိုလို့ရှိရင်တောက်သုံးပေးတင်ပါတယ်သွေးတိုးသွေးကြသမားတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ဝယ်တင်တော်တဲ့ကျန်းမာရေးတက်စာပဲဖြစ်ပါတယ်ဗျ
အမကြီးဒီ Golden 7တောက်သုံးပြီးတဲ့အခါမှာအမျိုးသားတွေရဲ့ feedback တော့ကျွန်တော်မမေးဘူးသေးဘူးအမျိုးသားရဲ့ feedback အမတို့သိထားရရှိရဆိုလို့ရှိရင်လည်းတစ်ချက်တော့ပြန်ပြောပြအမျိုးသားရဲ့ဆိုလို့ရှိရင်ခုနကညီမပြောသလိုပဲလေဒီတချို့ကြတော့လည်းစီးချိုသွေးချိုအတွက်တောက်သုံးတာရှိတယ်တချို့ကြတော့လည်းဒီနှလုံးယောဂါပေါ့နော်အဲ့ဒီဟိုအန်ကယ်တယောက်ဆိုလို့ရှိရင် तू က50လောက်တော့အသက်ကတော့ရှိပြီဟုတ်သူဆိုလို့ရှိရင်ဒီနှလုံးယောဂါနဲ့ပတ်သက်ပြီးတော့ပေါ့နော် तू ကနှလုံးသွေးကြောပိတ်တယ်လို့ပြောတယ်အဲ့လိုနှလုံးသွေးကြောပိတ်တော့အဲ့နှလုံးသွေးကြောပိတ်တဲ့ဆေးတွေပါတောက်သုံးနေရတာပေါ့နော်ဟုတ်အဲ့ချိန်မှာညီမတို့ Golden 7ကိုတဲ့ तू ကတွေ့ပြီးတော့ပေါ့နော်ဟို program မှာလာတာတွေ့ပြီးတော့ညီမတို့ဒီ Golden 7ကိုတောက်သုံးလိုက်တယ်ပေါ့ तू ဆိုလို့ရှိရင်တော့2လလောက်တော့တောက်ပါတယ်ဟုတ်2လပေါ့နော်ဟုတ်2လလောက်တောက်ပြီးတဲ့အချိန်မှာဒီသွေးကြောပိတ်တာတဖြည်းဖြည်းနဲ့လေသွေးကြောကဟိုနည်းနည်းပြန်ရှောက်သွားတဲ့သဘောမျိုးပေါ့နော်အဲ့လိုပိတ်နေတာကနေနည်းနည်းတဖြည်းဖြည်းပုံမှန်အတိုင်းပြန်ပြီးတော့ပတ်သွားတာပုံမှန်ထိတော့ဖြစ်နည်းနည်းပေါ့နော်ဟိုပိတ်နေတာနေပေါ့လေနည်းနည်းတာလာတယ်အရင်ကဆို तू ကအဲ့လိုမျိုးမောတာတွေပါဖြစ်တယ်ပေါ့နော်အဲ့လိုအထက်အနေအမြင့်တွေပါမတက်နိုင်အောင်တယောက်တည်းအဲ့လိုမျိုးသွားလို့အဆင်မပြေဘူးပေါ့နော်အများတန်းအဲ့လိုဘေးကနေတယောက်ပါနေရဒါပေမဲ့ဒီညီမတို့ဒီဆေးလေးကိုတောက်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးပေါ့ကောင်းသွားတယ်ပေါ့နော်ကျမ်းမာရေး तू ဆိုလို့ရှိရင်အရင်ဟို Golden 7နဲ့ပတ်သက်ပြီးတော့အားရကျင်မှုရှိရပေါ့နော်အခုကအဓိကခင်မီတိုးတက်လာတဲ့မြာဖြိုးတို့ခန္ဓာကိုယ်ဟိုတိုက်ခိုက်လာမဲ့ဘေးရွက်ဆိုးကျိုးတွေကလည်းအများကြီးပဲအစားတောက်ကနေလာမလားပတ်ဝန်းကျင်လေတူးကနေလာမလားเนาะမျိုးစုံကလာတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျန်းမာရေးကိုတစ်ဖက်တစ်လမ်းကနေပုံမှန်လေးသုံးဆွဲရုံနဲ့ဟိုခွဲစိတ်စရာလည်းမလိုဘူးဟုတ်တယ်မလားစိုးရိမ်ပူပန်မှုလည်းမရှိဘဲနဲ့ကိုယ့်အိမ်မှာနေပုံမှန်လေးတောက်တုံနဲ့ကိုယ့်ကျန်းမာရေးကို control လုပ်လို့ရတယ်ဆိုတော့ဒီဆေးမျိုးလေးပေါ်လာတာဟုတ်ကဲ့ပါဗျာအဆင်ပြေရယ်เนาะဈေးနှုန်းကလည်းကျွန်တော်တို့ဒီနိုင်ဝက်ထဲမှာဆိုလို့ရှိရင်ဒါ2500လောက် short ပေးထားပါတယ်ပုံမှန်ရောင်းဈေးတဲ့ဒါအပြင်ကျွန်တော်တို့အခမဲ့ပို့ဆောင်ပေးမဲ့စနစ်လေးလည်းရှိပါတယ်ဗျအဓိကတော့လက်တော့ဖို့အရေးကြီးပါတယ်ပြည်သက်တွေမြန်မြန်လေးအရင်ဆုံးဟာအယောက်20ပဲပေါ့နော်ပထမဆုံးမှာတဲ့အယောက်20ကိုပဲ၄ဘူးဝယ်လို့ရှင် Golden 7၄ဘူးဝယ်လို့ရှင် Australia တဘူးကိုလက်ဆောင်ပေးတာပါရှင်ဟုတ်ကဲ့ပါဗျအမဘာအရသာများရှိလဲဒါကတော့ဟိုဟာလေးပုံမှန်ပြုလို့ရှင်နွေးချမ်းကိုလက်ဖက်ချောက်ကြက်ကြလေးတောက်တဲ့အရာတာပေါ့နည်းနည်းဖန်ဖန်လေးပေါ့နော်အဝင်ဆိုးတာတော့မရှိပါဘူးနဲ့ကလည်းမှုေးနေရပါဟုတ်ကဲ့ကျွန်တော်ပိုရီယာတက်စားလို့ရှိရင်ဒါလေးကနည်းနည်းခါရနော်ဟုတ်နည်းနည်းဟိုကိုရီးယားတော့ပေါ့နော်ဟာကိုရီးယားတော့သူကလက်ဖက်ဟိုလက်ဖက်ချောက်ဟိုဟာလေကောင်းချင်းလက်ဖက်ချောက်ရင်နွေးလေးတောက်ရလို့မျိုးလေးအဲ့လိုရတာလေဒါကကြတော့ပြောရင်နွေးချမ်းကိုခက်ကြကြတောက်တဲ့အရာတာမျိုးပေါ့ညီမတို့ဒီ Golden 7อ่ะဆိုလို့ရှင်ပေါ့နော်ဒီပုံမှန်ရောင်းဈေးကို19500အခု live shop ပဲဈေး18000လဲရောင်းချပေးမှာဖြစ်ပါတယ်ဟာ Golden 7ကသူ့မှာဟိုဘလို့အကျိုးအနေနဲ့ထိရောက်မှုရှိလဲဆိုလို့ရှင်ဒီသွေးရနဲ့တမားတွေသွေးစုပေါ့နော်ဟိုစီးချိုသွေးချိုတမားတွေသွေးရနဲ့တမားတွေသွေးပောင်ကြတဲ့သူတွေပေါ့နော်ဟာအဲ့လိုတမားတွေတက်ကိုတောက်တောင်းလို့ရတယ်ပြီးတော့ဒီနှလုံးရောဂါနဲ့ပတ်သက်ပြီးတော့ပေါ့နော်နှလုံးအားနဲ့နှလုံးသွေးကြောကျင်းတာပေါ့နော်နှလုံးထဲမှာအဆီရှိတာသွေးထဲမှာအဆီရှိတာအဲ့လိုလူမျိုးတွေတက်ကိုတောက်တောင်းပြီးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဗျနောက်တစ်ခုကျွန်တော်တို့ပရိသတ်တွေကိုမှာကြားချင်တာလေးရှိပါသေးတယ်ဒါကတော့ဗာလဲဆိုတော့ဟိုတချို့ရထင်ကြတယ်ဗျသွေးကြဈေးဆိုပြီးတော့ထင်ကြပါတယ်အမှန်ကယ်တော့ဒါသွေးကြဈေးမဟုတ်ပါဘူးဟိုသွေးတိုးနေတဲ့အချိန်မှာဒုံးလိုတောက်လိုက်ပြီးတော့ဟိုသွေးချက်ချင်းကျသွားမဲ့ဆေးပုံစံမျိုးမဟုတ်ပါဘူးဗျပုံမှန်အတိုင်းလေးနေ့စဉ်တောက်သုံးပြီးတဲ့အခါမှာမိမိရဲ့ပုံမှန်သွေးကိုပေါ့နော်လေပတ်စေဖို့အတွက်ပုံမှန်အတိုင်းဖြစ်စေဖို့အတွက်ထိန်းညှိပေးတဲ့ကျန်းမာရေးတက်စာပဲဖြစ်ပါတယ်ဗျသွေးထိန်းစေလို့သဘောမျိုးပေါ့နော်ထိန်းညှိပေးတာပေါ့အရင်လည်းမကြအောင်အရင်လည်းမတက်အောင်ထိန်းညှိပေးပါတယ်ရှင်ဟုတ်အဓိကတော့ဟိုစီးကျိုသမားတွေအတွက်စီးကျိုသွေးကျိုသမားတွေအတွက်တောက်လို့ရတယ်ဆိုတာတော်တော်လေးကိုအဆင်ပြေရနော်ဟုတ်ကဲ့ဟိုအဲ့ဒီတကုံမှာသွားတော့ကျွန်တော်လုံးဝမမေ့တော့ဘူးအဲ့အမကြီးနေအောင်အဲ့ဒါဆိုတော့နှစ်အိမ်ကကက်ရက်ရှိတယ်အမအဲ့ရရှိတာကိုတအိမ်ကကျွန်တော်တို့အစီအစဉ်ကိုကြည့်ပြီးတော့ဝယ်ဖြစ်သွားတာပေါ့နော်ဝယ်ပြီးတော့တောက်သုံးပြီးတဲ့အခါမှာဘေးအိမ်ကသူကလမ်းပြီးတော့သတင်းကောင်းပါလိုက်တာဘေးအိမ်ကဖြစ်နေတဲ့အမစီးကြိုသွေးကြိုရှိနေတာစီးကြိုသွေးကြိုရှိရတာပြောတာအစားတော့လည်းတောင်းညံဒီမင်းကြီးပါလေကစ်တာပဲအဲ့လိုမျိုးစားတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့စီးကြိုသွေးကြိုတက်သွားတာပေါ့နော်300ကျော်တွေပါဖြစ်သွားအောင်အဲ့ဒီကမှဒီ Golden 7ကိုပုံမှန်လေးတောက်သုံးပြီးတော့သူအလှူတွေလည်းလုံနိုင်သွားတယ်ဗျာဒါတွေကကျမကြီးပို့ပြီးတော့ကောင်းသွားတာပေါ့နော်သူမိသားစုကိစ္စတွေလည်းအများကြီးလုံနိုင်သွားတယ်ဒါလေးကကျွန်တော်ပြန်လည်ပြီးတော့ကြားရတဲ့တကယ်ကိုပဲ Golden 7နဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့သတင်းလေးတွေပဲဖြစ်ပါတယ်ဗျဟုတ်ပါတယ်ဟာโอเคပါကဲဒီတော့လက်တွေ့သုံးဆွဲပြီးတော့ကောင်းကျိုးကိုသိနေတဲ့ customer တွေလည်းအများကြီးရှိနေပြီဒါတွေကိုလည်းပြုလို့ပြန်ပြီးတော့ share ပေးနေတဲ့ program တွေလည်းလွှင့်ပေးနေရဲဆိုတော့ဒီ Golden 7တို့ Poria တို့ပြုလို့ high nature product တွေအကုန်လုံးကတော့ကျန်းမာရေးတော့တကယ်ကိုစိတ်ကြစွာနဲ့เนาะတောက်သုံးလို့ရတဲ့ပစ္စည်းတွေပါဟုတ်ပါတယ်ရန်ကုန်မြို့ရင်းမှာမယ်ဆိုလို့ရှိရင်အင်လန်ရအခမဲ့ပေါ့เนาะပို့ဆောင်ပေးမှာဖြစ်ပါတယ်ဖက်နက်ဘူးပဲမှညီမတို့တပူးမှာလည်းသွားပို့ပေးရရှင်နှစ်ဘူးမှာလည်းသွားပို့ပေးရပေါ့เนาะဟို delivery ကတော့ free ပါပဲရှင်ဟုတ်ကဲ့ပါဒါနဲ့ညီမလေးတချို့တွေကြတော့စေဝါပစ္စည်းကိုခန္ဓာကိုယ်ရဲ့ထည့်ရမယ်စေဝါပစ္စည်းဆိုစိတ်မချ
ဘူးဒီ TV season မှာကြည့်လိုက်ပြီမဲ့ကိုယ်တိုင်ရုံးမှလာပြီးတော့လေးလာတာအဲ့လိုမျိုးတွေရှိရဲအဲ့လိုမျိုးကြာရင်ရောညီမတို့ကအဲ့ customer တွေဘယ်လိုမျိုး service တွေပေးလဲရုံးမှလာဝယ်တဲ့ customer တွေဆိုလို့ရှိရင်တော့ဒီတပူးဝယ်လို့ရှိရင်1000ပြန်လျှော့ပေးရယ်နှစ်ပူးဝယ်မယ်ဆို2000ပြန်လျှော့ပေးရယ်များဝယ်များရအောင်ပြီးတော့တချို့ကျတော့ဒီဟိုလာတဲ့ခါကျလို့ရှိရင်ပေါ့နော်ဒီသွေးပေါင်ချိန်တာတွေပြီးတဲ့ခါကျတော့စီးချိုသွေးချိုလည်းအခမဲ့စစ်ပေးရရှင်ဒီ Australia နဲ့ပတ်သက်ကျမရေးစစ်ဆေးမှုပါလုပ်ပေးတာပေါ့ Australia နဲ့ပတ်သက်ပြီးတော့လည်းဟို Australia မဝယ်လဲရတယ်ပေါ့နော်ဒီဥစ္စာ၄ဘူးယူမှလည်းမဟုတ်ဘူးရှင်တပူးပဲဝယ်နှစ်ပူးပဲဝယ်ပေါ့နော်ညီမတို့ကဒီ Australia နဲ့ပတ်သက်ပြီးတော့လည်းကိုယ်ခန္ဓာကိုယ်မှာဖယ်နေရမှာဘာဖြစ်လိမ့်မယ်ဆိုတာအတန်းပြီးစမ်းကြည့်ခိုင်းတာပေါ့ဟုတ်ပြီဟုတ်ကဲ့ပါဗျာအော်စတြေးလျဆန်းပြီးတော့တိုက်သေးတယ်နောက်ပြီးတော့ဒါသွေးပေါင်တွေလည်းချိန်ပေးသေးတယ်နော်ဟုတ်ကဲ့သွေးပေါင်ချိန်နေကျွန်တော်တော့ကြောင့်အေးတွေတောက်ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာပရိသတ်များလည်းတကယ်လို့ကြုံကြိုက်တယ်ဆိုလို့ရှိရင်ဒါ high nature ရုံးလို့လည်းတွားရောက်ဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်အမရုံးလေးစာလေးပြောပါဦးအမှတ်56 ၄တောင်ကန်လမ်းမကြီးတင်ငန်းကျွန်းမြို့နယ်မှာရှိပါတယ်ညီမတို့ high nature ရုံးကမ္ဘောဇဗန်ပြီးလာမှာနော်ဘဝမြင့်မှတ်တိုင်နဲ့ဆံပြဈေးကြားထဲမှာပါဟုတ်ကဲ့ရှင်၄တောင်ကန်လမ်းမကြီးပေါ်မှာပဲနော်ဟုတ်ပါတယ် idea ကလည်းတော်ပါတယ်ဒီကမ္ဘောဇဗန်နဲ့ကက်ရက်ကိုယူရတာဒါလည်းချက်ချင်းဝင်လွှဲရတယ်ချက်ချင်းဒါနေရ customer တွေကိုပို့လို့ရအောင်လို့ပေါ့နော်ကဲဟုတ်ပါပြီဗျပရိသတ်များခင်ဗျကျွန်တော်အချိန်အားဖြင့်ဆိုလို့ရှိရင်လည်း3မိနစ်ကျော်လောက်ပဲကြာမှာတော့အများဆုံးဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီ high nature ရဲ့ golden 7ကိုလည်းဝယ်ယူအားပေးဖို့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ချင်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့မှာအယောက်20အတွင်းဝင်ခဲ့ရင်တော့ပေါ့နော် golden 7 ၄ဘူးဝယ်တာနဲ့ Australia တပူးလက်ဆောင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျအမနောက်တစ်ခုကကျွန်တော်တို့ဒီ high nature နဲ့ပတ်သက်ပြီးတော့ဗောနော်ကျန်းမာရေးတက်စာတွေကိုထုတ်တယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ FDA နဲ့ပတ်သက်ပြီးတော့ခွင့်ပြုချက်တွေရထားတယ်လို့တော့သိရတယ်ဒီ company ရဲ့ background ကြောင်းတွေနောက်ပြီးတော့နိုင်ငံတကာမှာလည်းရရှိထားတဲ့ certificate တွေစုတစိတ်တွေရှိရဆိုလို့ရှိရင်လည်းပြောပြရပါဦးဟုတ်ကဲ့ရှင်ညီမတို့ဒီဟိုပါဗောနော် HIV မြန်မာဆိုလို့ရှိရင်အမေရိကမှာဆိုလို့ရှိရင်ဒီနိုင်ငံတကာအသိမှတ်ပြုလက်မှတ်လည်းရရှိပြီးသားဗောနော်ဒီဆေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဟုတ်ကဲ့ဒီမြန်မာပြည်မှာဆိုလို့ရှိရင် FDA လက်မှတ်တွေဆေးဝါးခွင့်ပြုချက်လက်မှတ်တွေလည်းရရှိပြီးသားဖြစ်ပါတယ်ရှင်ဟုတ်ယုံကြည်စိတ်ဆက်စာနဲ့တောက်တုံးပြီးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဗျဒီဘူးမှန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ production license ဆိုတာလေးလည်းရရှိထားပါတယ်နောက်တစ်ခုကဒါအာရှတိုင်းမှာဆိုလို့ရှိရင်လည်းအာရှတိုင်းအကောင်းဆုံးအမှတ်တံဆိပ်စုအနေနဲ့လည်း high nature ရရှိထားတယ်လို့သိရပါတယ်ဗျဟုတ်ကဲ့ကဲပရိသတ်များခင်ဗျကျွန်တော်တို့နိုင်ခွက်အချိန်ရတဲ့အခါမှာဈေးနှုန်းကပုံမှန်တိုင်းထက်အများကြီးပဲတက်တာနေပါတယ်ဒါအပြင်အခမဲ့ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက်လူကြီးမင်းတို့ကဒါအိမ်မှာနေရင်းနဲ့ကျမကြီးမကောင်းအပြင်လဲထွက်ဖို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော် golden 7ရှိနေပါပြီဗျအဓိကဖုန်းလေးဆက်ပြီးတော့ဒါ order လေးမှာပေးကြပါဗျဟုတ်ကဲ့ပါဒီချိန်ပြီးတွင်းမှာသာရမယ်အခွင့်အရေးဖြစ်ပါတယ်ဒီဈေးရတော့เนาะဒါကြောင့်မလို့ကိုယ့်ရဲ့ကျမကြီးအတွက်ကိုယ့်အိမ်မှာနေနေပဲကောင်းကောင်းဥမာ control လုပ်လို့ရမယ်ကိုယ့်ရဲ့သွေးပေါင်ချိန်ကိုကောင်းကောင်းထိန်းပေးထားနိုင်တဲ့ဒီ golden 7ကိုလည်းဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ပုံမှန်ဈေးကို19500နဲ့ရောင်းပေးပါတယ်ညီမတို့ဒီအခု live shopping ဈေးဆိုလို့ရှိရင်19000ပါဒီ high nature golden 7လေးဘူးဝယ်လို့ရှိရင်လည်း Australia ဘူးကိုလက်ဆောင်ပေးပါတယ်ရှင်ဟုတ်အရင်ဦးဆုံးအယောက်20ပေါ့နော်ဟုတ်ကဲ့ပါဗျာကျွန်တော်တို့ Australia ရဲ့6000တန်ပါတယ်ဗျနော် Australia 6000တန်တဲ့အတွက်ကြောင့်မလို့ golden 7လေးဘူးဆိုလို့ရှိရင်ကျွန်တော်အားလုံးပေါင်းပြန်ပြီးတော့နှုတ်လိုက်မယ်ဆိုလို့ရှိရင် Australia ရဲ့တန်ဖိုးနဲ့ဒီ golden 7လေးဘူးဝယ်ရတဲ့ပမာဏဆိုလို့ရှိရင်တော်တော်သက်သာသွားပြီဗျာနော်အဲ့လိုမျိုးလဲပြန်ပြီးတော့ချိန်လို့ရပါသေးတယ်အဓိကတော့ကျန်းမာရေးကောင်းမွန်စေခြင်းပါတယ်နောက်ပြီးတော့လူကြီးမင်းတွေကိုဒါ feedback ကောင်းကောင်းလေးလည်းပြန်လည်ပြီးတော့ကြားစေခြင်းပါသေးတယ်ဗျဟုတ်ကဲ့ပါရှင်ကဲဒီတော့ဒီဖြိုးတို့ဒီ high nature ကကျန်းမာရေးတက်စာတွေကိုဝယ်ယူအားပေးတဲ့ customer တွေအားလုံးလည်းကိုကတောက်သုံးလိုက်လို့တကယ်ကောင်းကျိုးခံစားရပြီဆိုတာနဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကိုရဲ့မိတ်ဆွေမိသားစုတွေကိုလည်းပြန်ပြီးတော့မျှဝေပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါဗျအမိုင်နောက်တစ်ခုကကျွန်တော်တို့ Facebook page လေးလည်းရှိရလို့သိရပါတယ်မိတ်ဆက်ပေးပါဦးဟုတ်ကဲ့ရှင် Facebook page ကတော့ HIUH Facebook ပေါ့နော်ဟုတ်ကဲ့အဲ Facebook page မှာလည်းဝင်ရောက်ပြီးတော့လေ့လာလို့ရတယ်ညီမတို့ဒီ HIU နဲ့ပတ်သက်ပြီးတော့ဒီ product တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုသိစင်တာတွေဆိုလို့ရှိရင်လည်းဝင်ရောက်ပြီးတော့လေ့လာပြီးတော့အဲ့လို comment တွေလည်းပေးမြင်လို့ရပါတယ်ရှင်ဟုတ်ကဲ့ HIUH High Nature ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျကဲဒီတော့ဒီနေ့မှာလည်း Golden 7ကိုတကယ်နဲ့ဝယ်ယူအားပေးကြတဲ့ပရိသတ်တွေကိုလည်းအမအနေနဲ့ကျေးဇူးတင်စကားလေးပြောကြရပါအောင်ဗျဟုတ်ကဲ့ပါဒီ live shopping အစီအစဉ်မှာအပတ်စဉ်တိုင်းပေါ့နော်ညီမတို့ဒီ high nature ကနေပြီးတော့ဒီ high nature product တွေကိုရောင်းချပေးရဲဆိုလို့ရှင်အားခါကြောင့်မို့ဟိုပေါ့နော်အများတန်းဝယ်ယူအားပေးနေတဲ့ customer တွေ high nature ကိုစားကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဗျကျေးဇူးအများကြီးပဲတင်ပါတယ်ဗျရောင်းပေးတဲ့ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မဖြိုးရေဒီနေ့ Super Sunday မှာဆိုလို့ရှိရင်တော့ပထမဦးဆုံးနိုင်ဝက်ကတော့ high nature နဲ့ပြီးသွားပါပြီဗျနောက်ထပ်ပရိသတ်တွေက shopping ထွက်ရမယ့်အချိန်အများကြီးပဲကြံပါသေးတယ်ဟုတ်ပါတယ်ဒါကြောင့်မလို့ဖြိုးတို့3နာရီကနေ6နာရီအထိအခုပထမဆုံးချိန်ပြီးသွားတဲ့နောက်မှာလည်းပစ္စည်းအများကြီးကြံပါသေးတယ်အားပေးပါအောင်လို့ပြောချင်ပါတယ်ဆက်လက်ပြီးတော့အားပေးကြပါအောင်ဗျာဟုတ်ကဲ့ပါလက်ရှိကျွန်တော်ရဲ့ live shopping အစီအစဉ်မှာဈေးဝယ် trend ကြီးတဲ့ customer များအားလုံး high nature ရဲ့အခုဆိုရင် golden 7ပြီးတော့ Australia စတဲ့ကျမ်းမာရေးတက်စာတွေတောက်သုံးညပြပုံမှုပြီးတော့ကျမ်းမာနုပြိုပြီးလှပနိုင်ပါစေလို့ထပ်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ
ထပ်ပြီးတော့ပြည်သက်ကြီးအတွက်ဈေးဝယ်စရာအချိန်ကြီးအများကြီးကြံပါသေးတယ် live shopping အစီအစဉ်ကိုဟိုက live shopping အစီအစဉ်ရှိရနေပြီးတော့တော့မခွာသွားကြအောင်နဲ့ပြီးဆုံးသည့်အထိကြည့်ရှုအားပေးစေချင်ပါသေးတယ်ဗျထပ်ပြီးတော့ကျွန်တော်တို့ Super Sunday အတွက်တကယ်ကိုလူတိုင်းအတွက်အသုံးတည့်မဲ့ပစ္စည်းဒီနေ့မှာပို့ပြီးတော့ထူးခြားတဲ့ပစ္စည်းပါသေးတယ်ဟုတ်ကဲ့ပါတယ်ဒီတစ်ခေါက်မှာပထမဆုံးတော့ပို့လောက်လုပ်ပေးဦးပို့လောက်လုပ်ပေးဦးမှာပထမဆုံးဖြူရဲ့ရဲနိုင်ရတာကျမ်းမာရေးနဲ့အလားအပါအတွက်အဓိကအားဖြင့်ကျွန်တော်တို့အဓိကထားပြီးရောက်ချပေးသွားတယ်ဒီတစ်ခါမှာလူတိုင်းဟာကျမ်းမာသွားပြီလှပသွားပြီဆိုတော့ဒီတည်းပို့ပြီးတော့ကိုယ့်ရဲ့ရှင်းဆွဲဆော့ကြတော့အတွင်းပိုင်းအလှမှန်တယ်ဗျာအခုကကြတော့အပေါ်ပိုင်းလှအပေါ်ရန်လှမိမိရဲ့ရှင်းဆွဲဒီခန္ဓာကိုယ်အလှနော်ပို့ပြီးတော့ပေါ်လာအလှကိုပို့ပြီးတော့စက်တီတွေလည်းပို့ပြီးတိုးသွားအောင်ဖြည့်ပေးမယ်ဟာထပ်ပြီးတော့ကျွန်တော်တို့ကနော်2ဆ3ဆပို့ပြီးလှပပြီးစက်တီရှိသွားထပ်မှန်ပြီးတော့ရောင်းချပေးအောင်ပါဖြစ်ပါတယ်ဗျဟုတ်ပါတယ်စက်တီအဖျားတိုးစာလို့ဟုတ်ကဲ့ပါဗျာပိတ်သိပ်ရှာပဲလိုက်တော့ကျွန်တော်ရဲ့ live shopping အစီအစဉ်မှာလည်းအခုဆိုရင်တော့အထူးသဖြင့်မိန်းကလေးများပို့ပြီးတော့ကျိုင်းနေတက်လိမ့်မယ်ဒါအပြင်အခုဆိုမိန်းကလေးတွေပါပို့ဦးလေးလည်းလက်ဆောင်ပေးလို့ရတယ်ရတယ်နော်အခုဆိုလို့ရှိရင်ဒါယောက်ျားလေးတွေရောမိန်းကလေးတွေရောဘယ်သူမဆိုမျိုးသားမျိုးသမီးမရွေးအခု Facebook မှာအရန်ခက်စားနေတယ်အဆောင်ကြောက်ကလေးအကိုတော့ online မှာ accessory ဟုတ်တယ်ငွေရွှင်ကျင်လားတိုင်ဂါအိုင်ဒါပဲအဲ့တော့ချစ်သူခင်သူပေါ်ကျင်လားသူရောက်မယ်ဝဲချစ်သူတွေပို့ပြီးတော့နော်မနိုင်မနေချစ်တဲ့ရှိတဲ့လားကြောက်ရကြောက်ချစ်တွေပို့ပြီးတိုးဝါလာအောင်ဒါအပြင်တချို့ကြောက်လဲ single တွေရှိတယ် single တွေကြပြန်တော့လေဒါကနော်ကိုကိုပို့ပြီးတော့လူချစ်လူခင်ပေါ်များလာအောင်ငွေရွှင်လာအောင်ဒါအပြင်မိမိမှာရှင်းဆွဲစက်တွေပုံမှုပြီးတော့တိုးတက်လာအောင်ကျွန်တော်တို့ကနေပြီးတော့ထပ်မံပြီးတော့ရောင်းချပေးမယ့် product ဆိုတော့တကယ်ကိုရှားပါပြီးတန်ဖိုးရှိတဲ့အလှဆင်လို့ရတယ် accessory ပဲဖြစ်ပါတယ်ဆောင်းလို့ရတဲ့ accessory ကြောက်ကလေးတွေရောင်းချပေးဟုတ်ကဲ့ပါဗျာကဲအားပေးကြပါရောင်းပေးလိုက်တော့မယ်ဟုတ်ကဲ့ဗျာကဲ live ကျွန်တော် shopping ထွက်ပေးပါအောင်ဗျဒီတစ်ခါရောင်းချပေးမယ့်ကျွန်တော် shopping ကတော့ရွှေပွင့်ဝေ online shop ကဖြစ်ပါတယ်ဟုတ်ပါတယ်ဗျာလက်ရှိကျွန်တော် Facebook မှာလည်းရွှေပွင့်ဝေဆိုတဲ့မြန်မာလိုစလုံးလေးရိုက်ထည့်လိုက်တာနဲ့ page ကြလာပဲလိမ့်မယ်အဲ့ဒီကကျွန်တော်တို့ရဲ့ဒီတကယ်ကိုအဆောင်လက်ဝတ်ရတနာများတကယ်ကို quality ကောင်းတဲ့တွင်းထွက်ကြောက်စစ်တွေကိုဒီနေ့ live shopping အစီအစဉ်မှာ handmade design တွေပါနော် online အထက်ပိုပြီးဈေးသက်တာမလို့အမြန်ဆုံးဖုန်းဆက်ပြီးသားဝယ်ဖို့ပြင်လာဟုတ်ပါတယ်ကဲဒီတော့ပြုံးနဲ့တူရောင်းချပေးမယ်ရွှေပွင့်ဝေရအမကိုဖိတ်ပါတယ်ရှင်ဟုတ်ကဲ့ပါရွှေပွင့်ဝေ online shopping ကပဲဖြစ်ပါတယ်ကဲမိုက်တွေးကြပြန်ပြီဗျာဟုတ်ကဲ့ပရိသတ်ကြီးနှုတ်ဆက်ပေးပါဦးဟုတ်ကဲ့မင်္ဂလာပါရွှေပွင့်ပရိသတ်ကြီးကဲပရိသတ်ကြီးကတော့ကျွန်တော်တို့ရဲ့ရွှေပွင့်ဝေကိုအားပေးဖို့ ready ပဲတချို့ဆိုလို့ရှိရင်ကျွန်တော် online ကတစ်စစ်ဖုန်းတွေနဲ့တစ်စစ်လမ်းပြီးတော့မှာကြတယ်ရွှေပွင့်ဝေဘယ်တော့ရောင်းမလဲကျွန်တော် live shopping ဆိုတာဒီအချိန်လေးအတွင်းမှာပဲရမှာဆိုတော့ပရိသတ်ကြီးဘက်ကရတဲ့အချိန်လေးအတွင်းမှာအများဆုံးဟုတ်ပါတယ်ကျင်းနေတာတော့ရွှေပွင့်ဝေကဒီဇိုင်းတွေအများကြီးပါတယ်နော်ကဲအများကြီးပဲပရိသတ်ကြီးဒီမှာပါလေးရေလုံးမိတ်ဆက်ပေးမလဲခါဒီတစ်ခါလက်ကောက်လေးပါပါတယ်မိုက်တယ်ဆက်လိုက်လေဝါဒီကပလဲဟုတ်ကဲ့ကဲဘိုင်ဒါကျွန်တော်တို့စပြီးတော့မိတ်ဆက်ပေးမှာကပလဲဆက်များနဲ့စပြီးမိတ်ဆက်ပေးပြစီဟုတ်ဒီတစ်ခါ9 to 5ပေါ့နော်ဒီဟာက fancy design မျိုးနော်လုံးဝပလဲဆိုလဲပလဲလက်စွပ်ကလေးပါဩကဲရမ်းမိုက်တယ်ပလဲတစ်လုံးနဲ့ဒီဇိုင်းပေါ့နော်ဒီတစ်ခါဝေါပလဲနော်9 to 5ကိုမှကျွန်တော်တို့ဆက်ကလေးတွေနဲ့ဆက်နဲ့ဆက်ပရင်ပုံစံမျိုးလေးနဲ့လုပ်ထားတယ်အဲ့မှာလက်လေးဖြစ်နေတယ်ဆိုကြတော့ပလဲရမ်းများရင်လည်းမကြိုက်ဘူးပဲလို့မျိုးသူတွေပြန်နော်9 to 5 design လို့တော့သဘောကျပါပြီဗျပလဲတစ်လုံးနဲ့9 to 5ဂျူလေးနဲ့နေလဲရင်လည်းဒါဆိုယောက်ျားလေးမိန်းကလေးဘယ်သူမဆိုဝစ်လို့ရတယ်ဘာမှလဲပလဲတစ်လုံးနဲ့ဒီခါမှာတော့တစ်လုံးနဲ့ design ပေါ့ခုနကကျွန်တော်ပြောသလိုဒါ single တွေအတွက်တစ်လုံးနဲ့ design ပြအရန်ကိုကျွန်တော်ထင်တယ် accessory ကြီးကလည်း single ပေါ့ဘူးဆန်တယ်နော် accessory ကြီးကလည်းဒါ single မှန်းသိတာတယ် okay ဒါကတော့တစ်လုံးနဲ့ရိုးရိုးရှင်း design လေးပဲဖြစ်ပါတယ်ယောက်ျားလေးမိန်းကလေးဆိုလဲနော်အမဒီဖြူလေးနဲ့ဒါလေးနဲ့ကော့လိုက်တာပလဲကော့တီပဲပလဲပေါ်သွားတယ်ဟုတ်တယ်နောက်သူက adjust ပါပြီးသားဘယ်သူမဆိုလို့ဝင်လို့ရတယ်ပေါ့နော်ဆိုကအကျုံးကျပါပြီးသားဟုတ်နောက်ပြီးတော့ဒီဟာလေးကပုံမှန်ရောင်းစီ3သိန်းအတိကိုမှဒီနေ့မှာ9000နဲ့တစ်စုံလုံးရောင်းချပေးမှာပါတစ်စုံလုံးဆိုတာလက်စွပ်လက်ကရယ်ဆွဲကြိုးရယ်လက်စွပ်ရယ်လက်ကောက်ရယ်ပါပါတယ်ဟုတ်ငကက်လေးရဒီမှာဗျာဒါလည်း9 to 5နဲ့ပဲငကက်ကလည်းဟုတ်ပါတယ်အဲ့တော့ပြိသက်ကြီးအနေနဲ့တစင်သာရရှိမဲ့လက်ရှိလဲရွှေပွင့်ဝေရရောင်းချပေးတာ3သိန်းအဲ့ဒါဟိုမှာအမိုင်ဘယ်လောက်နဲ့ရောင်းပေးတာဒီနေ့ live shop ပေးမှာ9000အတိနဲ့ရောင်းချပေးမှာပါ9000အတိနဲ့ရောင်းချပေးမှာလေဗျာကဲပြိသက်ကြီး1000ဒါတော့ fancy သဘောမျိုးကြိုက်တဲ့သူတွေအတွက်ပါဟုတ်ကဲ့ပါကဲဒီတစ်ခါတော့နည်းနည်းထဲလေးပေါ့နော်လာတယ်ကဲဒီခါလည်းပလဲတစ်ဆက်ပဲထပ်ပြီးတော့ရောင်းပေးမှာချိုးစားတင်ပြီးတော့ဝေးပြထားတာကပလဲဟိုမှာကျွန်တော်ကာလာစုံလေးကြာနော်ဟုတ်ပါတယ်
ပလဲမှာအဖြူပါမယ်ပန်းရောင်လေးပါမယ် तू ကလော့ကတ်အလုံးလေးပါတဲ့ဒီဇိုင်းပေါ့နော်ဟုတ်သူကမွေးပလဲပဲမွေးပလဲဟိုမှာ95အဆင့်နဲ့လုပ်ပေးထားတာပါ မွေးပလဲအစ်စ် ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ရာလေးကိုကြတော့ပုံမှန်ရောင်းစေး3,200ဟိုမှာဒီနေ့မှာဆိုလို့ရှိရင်3,000အတိနဲ့ရောင်းချပေးမှာပါ 3,200မှာငွေကျပ်3,000အတိနဲ့ ဆိုရင်ဖြိုးတော့ဆွဲကြိုးပါမယ်လက်ပတ်လေးပါမယ်ငကတ်ပါမယ် ဒါလည်းတစ်စင်တာပဲအခုမှလည်းလက်စွပ်မပါတော့ဒါပေမဲ့ပလဲရောင်စုံရသွားမယ် ဟုတ်ပါတယ် ပလဲရဲ့အမျိုးအစားမှာမှကျွန်တော်အခုဆိုရင်အဖြူပန်းရောင်ပြီးတော့ရွှေရောင်စတာလေးတွေကိုပလဲကိုလည်းအစုံရနိုင်မယ်ပြီးတော့မွေးပလဲအစ်စ်ရမယ်ဗျာ ဟုတ်ကဲ့ ပလဲကအနုလေးရယ်နော်အဖြူရောင်လေးရယ် ဟုတ်ပန်းနုရောင်လေးရဲ့အဖြူရောင်လေးရဲ့ပေါ့နော် လှတယ်လက်ပတ်လေးလေကဲဒါက3,000 3,000အတိ 3,000တီပါကဲဒီချိန်မှာပဲရမယ်ဈေးလေးပါပိုးဆန်ဆန်လေးပေါ့တရားတော့နော် ကဲမိုက်ဒီဆက်လေးကိုလည်းမိတ်ဆက်ပေးပါဦးဒါလေးကကြတော့ပို့ပြီးတော့ဝင်းသွားပြီ ဟုတ်ကဲ့ပါရှင်ဒါလေးကတော့ကမာပလဲပေါ့နော်ကမာပလဲဟိုမှာ95နဲ့အောက်ကဒီဇိုင်းဆန်းလေးလုပ်ပေးထားပါတယ် ကမာပလဲကြောင့်ကျွန်တော်မွေးပလဲနဲ့မတူတာကကြတော့အလုံးလေးညီသွားပြီ ဟုတ်တယ်အလုံးလေးလည်းချောသွား ရွှေရောင်ကြိုက်တဲ့သူတွေ ရွှေရောင်ကြိုက်တဲ့သူတွေဟုတ်တယ်မွေးပလဲထဲမှာကျွန်တော်ရွှေရောင်ကလာတော့လာတယ်ဒါပေမဲ့တိတ်မလှအောင်မလှတော့ကျွန်တော်ကမာပလဲလေးကြတော့ရွှေရောင်ကြီးတယ်လှတယ်ဟုတ် ကျိုးနဲ့ပလဲနဲ့ကတသားတဲ့ဖြစ်နေတယ်ဒီကရွှေရောင်ကျိုးလေးနဲ့ ဟုတ်ပါတယ် သူကတော့ဟုတ် သူကပုံမှန်ရောင်းစေး3,200ဟိုမှာဒီနေ့မှာဆိုလို့ရှိရင်9,000ခွဲနဲ့ရောင်းပေးမှာပါ ကဲ9,000ခွဲပါရှင်လက်ပတ်ပါမယ်လက်ပတ်ပါမယ်ဆွဲကြိုးပါမယ် ကဲဒါဆိုရင်တော့မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင်တော့ပို့ပြီး ခု တော့ ခေတ်ကမြန်မာဝတ်ဆောင်လေးပြန်ဝင်နေကြပြီ ဒါပေါ့ဗျာ ပို့ပြီးချက်တည်းရှိတာပေါ့ ဟုတ်ကဲ့ဒါ ပလဲဆိုတာမြန်မာပြည်ကထွက်တာနော် မနဲ့မနဲ့ဗျာတော့တကယ်ကိုတွင်ထွက်တပါဟိုကနော်တွင်ထွက်တကယ်ကိုတန်ဖိုးရှိတဲ့ရောက်ထဲကရရှိတဲ့သဘာဝတယံဇာတာတွေပါ ဟုတ်ကဲ့မဆေးလေးထမိတ်ဆက်ပေးပါအောင် ဈေးလေးကတော့ဟိုပုံမှန်ရောင်းစေး3,200ဟိုမှာဒီနေ့မှာ9,000ခွဲနဲ့ရောင်းချပေးမှာပါ ဟုတ် ရှင် ကဲ့ပါရှင်ကဲဖြိုးတို့9,000ခွဲပါနော်ဆက်လိုက်ကို ကဲအမိုင်အဲ့တော့ ဆက်ပြီးဝယ်ရပေးနိုင်ပါတယ် အရင်ဆုံးအနေနဲ့ရွှေပွင့် online shopping ကနေပြီးကျွန်တော် live shopping အစီအစဉ်မှာလောက်ရောင်းချပြီးတာဒါပလဲဆက်တွေနဲ့စပြီးမိတ်ဆက်ပြီးတော့ကျွန်တော်တခုတတိထားမိပလဲနဲ့ပတ်သက်ပြီးအခု online မှာလည်းကျွန်တော်ရောင်းပြီးနေတဲ့ပလဲမျိုးစားတွေအများကြီးရှိပါတယ်အဲ့တော့လက်ရှိမအနေနဲ့လက်ရှိလဲကိုကိုတိုင်းဒီလက်ဝတ်ရတနာတွေရောင်းချပြီးနေဆိုတော့ပလဲအတုအစ်စ်လေးတွေများကျွန်တော်ရှိတဲ့အတွက်ကြောင့်เนาะသတိထားပြီးတော့ဝယ်ယူပေးဖို့တိုက်တွန်းပေးပါမှာ ဟုတ်ပါတယ်ရှင်အခုမှဆိုလို့ရှိရင်ကမာပလဲဟိုမှာသူကဖန်ပလဲဆိုပြီးတော့ထွက်လာတယ်သိလားဖန်ပလဲဟိုမှာထွက်လာတဲ့တော့ကမာပလဲကြတော့သူ့ရဲ့အယောင်က10တက်လောင်းထားတာလေဖန်ပလဲကြတော့လုံးဝအယောင်က2ထပ်လောက်ပဲလောင်းထားတယ်အကျမ်းမခံဘူးပြီးရင်အဖက်ဖက်တွေကွာထွက်သွားတာပေါ့နော်ကွာထွက်သွားပြီးအကျမ်းမခံဘူးနောက်ပြီးတော့သူကဈေးနှုန်းအရန်တက်တာတယ်1000ကျော်နဲ့1ဆက်ကိုရောင်းနေကြတယ်လူတွေကအဲ့လိုပေါ့နော်နားမလဲတဲ့လူတွေကြတော့ဝယ်ပေါ့နော်ဈေးလေးတန်လိုက်တော့ဟိုဒီကမာပလဲချင်းတူတူဒီဘက်ကဈေးများရတယ်ပေါ့နော်ဒါကဈေးတက်တာတယ်ဆိုတော့ဈေးတက်တာတဲ့ဘက်ကိုလိုက်တော့အမှန်တကယ်တော့ဒါအတူဖြစ်နေ quality မကောင်းတာတွေ မှန်တော့ကျတို့ဈေးကွာတဲ့အကြောင်းမှလည်း quality ကွာ quality ကွာပါတယ်ဟုတ်ကဲ့ ဒါဆက်ဆက်ချင်းကျွန်တော်တို့ဝယ်ချင်းတော့ပထမဆုံးအစ်စ်ကဏ္ဍမှာတိတ်မသိတာသေးဘူး ဟုတ်တယ် ဝိတာများတာ ကြာမှကွာကြလာမှတဖြည်းဖြည်း အဲ့တော့ပလဲထဲမှာအခုဒီပလဲကတော်တော်ထူးဆန်းတော့အလုံးမဟုတ်ဘူး တချို့ကြတော့အလုံးပုံစံမကြိုက်ဘူးเนาะဒါလေးဆိုပလဲပေမဲ့ဒီဇိုင်းဆန် ဟု သွား တ်တ တယ် ယ် over shake လေးပါဟုတ်အဲ့ဒါလည်းမွေးပလဲပဲပေါ့နော်မွေးပလဲဟိုမှာ95အဆင့်နဲ့ပဲသူကလည်းပုံမှန်ရောင်းစေး3,200ဟိုမှာဒီနေ့မှာဆိုလို့ရှိရင်3,000နဲ့ရောင်းချပေးမှာပါ ဟုတ်ကဲ့ သူကငကတ်ပါမယ်ဆွဲကြိုးပါမယ်လက်ကောက်ပါမယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင် ပါတယ်เนาะ လာတယ် ဟုတ်ကဲ့ရှင် အဲ့တော့ play set တွေကိုကျွန်တော်တို့က925နဲ့ထပ်မှန်ပြီးတော့เนาะဒါ ကွတ်လိုက်တော့ ကွတ်လိုက်တာ ဟုတ်တယ်ပါတယ် ဒါလည်းလက်ကောက်လေးရယ်ပြီးတော့ငကက်လေးရယ်ဆွဲကြိုးလေးရယ်3ခုတစ်ဆက်ကိုငွေကျပ်3သိန်းโอเคဗျာကဲနောက်ထပ်ကျွန်တော်တို့ ဟုတ်ကဲ့ဒါကတော့ပလဲ3ရောင်ပါ ပလဲ3 4ရောင် 4ရောင် ဟုတ်ကဲ့ ဝါအကြီးပဲဒီပလဲပလေးကြီးက ကြီးကြီးကြိုက်တဲ့သူတွေ ကြီးကြီးကြိုက်တဲ့လူတွေအတွက် ဆွေးကြလူကြီးတွေเนาะအဲ့လိုမျိုးခိုက်ခန့်ရေး ဟုတ်တယ်မီဒီယာထဲမှာဆိုလို့ရှိရင်ဟိုက train driver တို့တော်များများဝေ့ကြတယ် ဟုတ်ကဲ့ ဒီလားအဲ့လိုကြီး ဒါ ကြီး တော့ တွေ တော်ဝင်ဆန်တဲ့ ဟုတ်တယ် မျိုးပေါ့ ကြီး เนาะ ကြီးကြိုက်တဲ့လူတွေအတွက်ဟုတ် ဟုတ် ကဲ့ ဒါကြတော့ ဒါပုံမှန်ဟောဒါကမာပလဲ ကမာပလဲပေါ့ ဟုတ်တယ်သူကပုံမှန်ရောင်းစေးတစ်စုံကိုပုံမှန်ရောင်းစေး4,000ခွဲကိုဒီနေ့မှာ3,000ခွဲနဲ့ပဲရောင်းချပေးမှာပါ အကုန်းကို ဟုတ်တယ်သူကဆွဲကြိုးပါမယ်လက်ကောက်ပါမယ်ငကတ်ပါမယ် အော်သူလည်း one set ပဲ စောလိုက်ကို WhatsApp ပဲ 3000ခွဲ ဟုတ်တယ် တန်လိုက်တာ ဟုတ်ကဲ့ ဒါကကမာပလဲဖြစ်ပါတယ်ကျွန်တော်ချိန်ပလဲလို့လည်းခေါ်ကြပါတယ် ဟုတ်ပါတယ်ကမာပလဲကြိတ်ပဲဒါမဲ့ဒါကတော့ quality ဟုတ်တယ် quality အာမခံတဲ့ဒီဟာကတော့လုံးဝမပြတ်စေရဘူးပေါ့နော်ဘာမှမဖြစ်ဘူးအကျန်းခံတဲ့ပလဲတွေပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ အမဲရရွှေရောင်ရခဲရောင်ရ ခဲရောင်အဖြူရောင်ရ3ရောင်4ရောင်ရရှိပါမယ် ဟုတ်ကဲ့သူမှာကျွန်တော်ရရှိနိုင်တဲ့ဆက်ကတော့ငကက်ရ
လက်ကောက်ရဲ့ဆွဲကျိုးရဲ့ ဟုတ်ကဲ့ ကြိုက်တဲ့ကာလာဝယ်ဒါဆိုရင်တချို့ကြောက်လေကာလာစုံအောင်လို့လက်ကောက်ကတရားဆွဲကျိုးကတရား ဆွဲကြလဲထဲလဲဝတ်လို့ရ ရသွား အဲ့လိုမျိုးဆိုလဲတကယ်လို့ကိုကဆက်လိုက်အစုံလိုက်ပေါ့ဒီလို promotion ရတော့ဝယ်ထားမယ်ဆိုလဲဒါအရန်တန်သွားပြီ တန်သွားပြီဟုတ်တယ်အပြင်မှာဒါ အဲ့တော့ကျွန်တော်တို့ဒီပလဲဆက်လိုက်တွေကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးထပ်ပြီးတော့မိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ပုံမှန်ရောင်းဈေး4000ခွဲဟိုမှာဒီနေ့မှာ3000ခွဲနဲ့ရောင်းချပေးပါပါ shop ပေးထားတာပါနော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ ငွေကျပ်1000လောက် ကဲ ဆိုပြီးတော့ ကိုကြိုက်တဲ့အယောင်လေးရွေးပြီးတော့ညံလေး ကဲမအဲ့တော့ဝယ်ပါပေးကြမယ့် customer တွေဖုန်းဆက်ပြီးတော့လမ်းမှာကြတဲ့အခါမှာငါတို့ဒီရွှေပွင့် online shopping ကနေပြီးတော့ဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးလဲလိုက်ပို့ပေးတာတော့ပါရှိသေးလားမ ရှိပါတယ်ဟုတ်ကဲ့လက်ဟိုဟာရန်ကုန်မြို့ရင်းဆိုလို့ရှိရင်ရန်ကုန်ဘယ်နေရာမှာမဆိုလို့ရှိရင်ပေါ့နော် live delivery ကားကို2000ကောက်ခံပါတယ်နေ့ဆိုရင်တော့ delivery ကားကို1500ကောက်ခံပါတယ် အဲ့ဒါဆိုရင်ကျွန်တော် online မှာလက်ရှိ delivery charges တွေပေးနေရတဲ့ပုံစံတိုင်းအတိုင်းပဲပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါ ကဲဆက်မှပြီးဟာမိုက်ဒီလိုလေးဆက်လိုက်ပြန်ပို့ပြီးတော့ချစ်ဖို့ကောင်းသွားပြန်အောင် ဟုတ်ကဲ့ရှင် ပလဲရလဲတော့ကျွန်တော်စင်တက်တယ်လို့တော်တော်လှတာပဲကျွန်တော်သိတာပလဲဆိုလို့ရှိရင်ရိုးတာမန်ရွှေဒီအဖြူအောင်ပလဲလောက်ပဲကျွန်တော်တို့ကသိထားတာခုဆိုလို့ရှိရင်ပလဲကဒီဘက်ခေတ်မှာနော် ကြောင်းစုံလေးဖြစ်လာပြီ ဟုတ်ကဲ့မွေးပလဲအစ်စ်များကြိတ်ပလဲများကမာပလဲများစသဖြင့်ကျွန်တော်ပေါ်လာတဲ့အခါမှာအလုံးတွေလည်းအလုံးညီအောင်လို့ကျွန်တော်တို့ကဖန်တီးလို့ရတယ်လို့ကာလာလေးတွေကလည်းစုံသွားပြီဝါကဲကြည့်ပါဦး ဟုတ်ကဲ့ဒါကတော့ကမာပလဲ site အသေးဆုံးပေါ့နော် ဒီကောင်လေးလည်းလာရနော်ခဲနဲ့အဖြူနဲ့ဆက် ဒါကလေဟိုဟာဝိုင်းစုခိုင်သိန်းဝတ်ထားတဲ့ဒီဇိုင်းလေး ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ရောင်းနေရလဲဖြူငကတ်ပါမယ် ငကတ်ပါမယ်လက်ကောက်ပါမယ် ဟုတ်ဆွဲကြိုးလေးပါမယ် ဟုတ်သူကကျတော့ပုံမှန်ရောင်းစီ3000ခွဲမှာဒီနေ့မှာဆိုလို့ရှိရင်2000ခွဲနဲ့ရောင်းချပေးမှာပါတစ်စုံလုံးပေါ့နော် 2000ခွဲ တစ်စုံလုံး2000ခွဲ ဟုတ်ပြီဗျာနော်ရွှေရောင်ခဲရောင် ရွှေရောင်လေးနဲ့ခဲရောင်လေးနဲ့ပြောထားတာအဖြူလေးနဲ့ခဲလေးနဲ့ဟုတ်ကဲ့ ခဲလေးနဲ့နော်ခဲရောင်မြမဝတ်စုံလေးနဲ့ဆိုဘယ်လောက်တော့ match ဖြစ်မလဲ ဟုတ်ပါတယ်ရမ်းပါတယ် ဟုတ်ကဲ့ဒါကတော့တစ်စုံလုံးမှာ တစ်စုံလုံးကို2000ခွဲပါ ကျွန်တော်ရောင်းချပေးပါတယ်ကဲပြိတ္တကြီးအရန်တန်တဲ့ဈေးနှုန်းနေနော် မြန်လေးဖုန်းဆက်မယ် ကျွန်တော်ခက်တန်ကြည့်ရှုအားပေးရင်းနဲ့ ကျတို့လည်းမိတ်ဆက်မှာအများကြီးပါနော် ဆက်ဖို့လည်းမမေ့ကြပါနဲ့နော်ဖုန်းဆက်ဖို့လည်းမမေ့ကြပါနဲ့အများဆုံးဖုန်းဆက်ပေးပါ ဆွဲကြိုး ကဲနောက်ထပ်ကောဘာရရှိပါသေးလဲ site အလက် ဒါကတော့စောစောကအကြီးတွေဒါကကြတော့အလက်ဖြူပေးမှာ ဒီဟာရွှေရမတူဒီအရောင်မတူ ကဲဒီမှာဆိုအားလုံးပေါင်း9ရောင်တောင်ရှိတယ်ရွှေအိုမှအရင်အနုရယ် ရွှေ နော် ဟုတ် ရွှေအိုလိုမျိုး ရွှေအိုရယ် အနုမှာ2ရောင်ရှိတယ် ဟုတ်တယ် နည်းနည်းလေးဝါယုံလေးရယ် ဟုတ်ဟိုကတော့ ဒါတခွားရောင်ဘက်ကိုသွားမယ်တွေ့နော် ဟုတ်တယ်ဟုတ် ကဲဒီမှာပါရှင်အားလုံးပေါင်းအရောင်က6ရောင် 6ရောင်ရှိပါတယ်ဟုတ်ကဲ့ ကာလာစုံပဲဗျာ ဟုတ်ကဲ့ အမှဆိုရင်ကျွန်တော်တို့ play ထဲမှာ over down ဆုံးကဆိုလို့ရှိရင်ကျွန်တော်တို့ pink ခရမ်း ခရမ်းလို့အဲ့လိုပုံစံလေးဟုတ်ကဲ့ဒါအခုမှအစ်ထွက်တဲ့အယောင်လေးတွေကိုထည့်ပေးထားတာ အရောင်စမ်းလေး ဟုတ်ကဲ့အယောင်စမ်းပေါ့နော် ရွှေကိုဆိုရင်တော့မှ3ရောင်ရွေးလို့ရတယ် ရွေးလို့ရတယ်ဟုတ်တယ်အဲ့ဒါမှအယောင်စမ်းလေးတွေဟုတ်ကဲ့ရှင်ဒီဟာကကြတော့ပုံမှန်ရောင်းစေ4000ခွဲအောင်မှဒီနေ့မှဆိုလို့ရှိရင်3000နဲ့ရောင်းပေးမှာပါ ဟုတ်ကဲ့အကောင်ကလက်ကပ်ပါမယ် လက်ကပ်ပါမယ်လက်ကောက်ပါမယ်ဆွဲကြိုးပါမယ် နော် ဟုတ်ကဲ့ရှင် အရန်လှပါတယ် โอเคဘိုင်ကြန်ရှိနေတာအချိန်ကတော့ကျွန်တော်တဝက်လောက်ပဲကျွန်တော်အများဆုံးကျွန်တော်မိတ်ဆက်ပေးပါအောင်နောက်ထပ်ကျွန်တော်အစင်ဒီဇိုင်းအများကြီးကြံပါသေးရဲ့ဗျဒါလေးကအော် ဒါကြောင့်အသေးလေးဖြစ်သွားပြီ ဟုတ်ကဲ့ ကြီးစင်လာလေး ဒီကတော့လောက်ကက်လေးပါလာပြီနော် ဟုတ်ကဲ့ तू ကလောကက်အလုံးလေးနဲ့ပါ သူကတော့အလုံးရွေးရတာပို့ပြီးတော့နော်ဒါပညာသားပါသွားပြီ ဟုတ်ကဲ့ကြီးစင်ငယ်လိုက်လေးပေါ့နော်ဟိုငယ်ကနေပြီးတော့ကြီးသွားတာပေါ့အဲ့လိုဒီဇိုင်းလေးတွေကြိုက်တဲ့အတွက်ကြောင့်ဒီတစ်ခါလောကအလုံးလေးပါထည့်ပေးထားပါတယ်ဟုတ်ကဲ့ရှင်ဒီကတော့ပုံမှန်ရောင်းစီ4000ခွဲကိုဒီနေ့မှာ3000ခွဲနဲ့ရောင်းချပေးမှာပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဆွဲကြိုးပါမယ်လက်ကောက်ပါမယ်ငကတ်ပါမယ်ဟုတ်ကဲ့ရှင် တော့ကြီးစင်လိုက်ဒီဇိုင်း စီဗီအောင်လိုက်ဆက်လိုက်လေးနော် ဟုတ်တယ် ပြီးတော့ဒီနေ့မှာဆိုရင်တော့အထူး promotion လည်းရမယ်အဲ့ကြတော့ဟိုကိုယ့်ရဲ့မိမိအတွက်ပဲဖြစ်ဖြစ်တငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ်နော်စစ်တဲ့သူတွေအတွက်ပဲဖြစ်ဥမာဆရာလေးဆရာမတွေကတော့ မယ်ဆိုလေဟုတ်ဈေးကတော့ online ထက်အများကြီးတက်တာ ဟုတ်ကဲ့ပါနော်ဒီခါကျွန်တော် live shopping အစီအစဉ်အတွက်အထူး promotion အစီအစဉ်ဒါကပလဲရတနာတွေကိုကျွန်တော်တို့ဝစ်စင်ကြမဲ့ customer များအတွက်ဈေးနှုန်းကလည်းတက်တာသလို quality ကလည်းအပြည့်အဝအာမခံပြီးတော့ရွှေပွင့်ကိုရောင်းချပေးနေရပါဗျာပြီးတော့ကျွန်တော်လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လည်းလူကြီးလူငယ်မရွေး
နော်ဘယ်သူမဆိုကြိုက်နှစ်သက်မဲ့စင်တစားလေးတွေဒါအပြင်ကျွန်တော်9 to 5လို့ခေါ်တဲ့တကယ်ကိုinternational မှာဝတ်ဆင်နေကြတဲ့ metal ကိုအသုံးပြုပြီးတော့ကျွန်တော်အလှဆင်ထားရဖြစ်ပါတယ်ကဲဒါကတော့လောက်ကလေးနည်းနည်းလေးဒီဇိုင်းဆန်သွားပြီဒီတက်တောင်ပို့ပြီးတော့ဒီဇိုင်းဆန်သွားသေးတယ်နော်ပြီးခဲ့တဲ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ဒီဟာလေးကျတော့နှဆွဲလေးတွေပါမယ်ဘာလို့သူကအဆွဲလေးတွေနဲ့မလို့သူ့နှဆွဲလေးတွေထည့်ပေးထားတာပါလောက်ကနဲ့လိုက်အောင်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါမမဒီဆက်လေးတွေကရောဒီဆက်လေးကပုံမှန်ရောင်းစီ4000ခွဲကိုဒီနေ့မှဒါလဲ3000ခွဲနဲ့ရောင်းချပေးမှာပါဟုတ်ကဲ့ပါကဲလောက်ကတီးပေါ်မှာပဲကိုစိတ်ကြိုက်ရွေးသွားလို့စိတ်ကြိုက်ရွေးလို့ရပါတယ်ဒါကတော့နှဆွဲလေးဖြစ်တာဒါကတော့လူငယ်လေးတွေနဲ့ပို့လိုက်တယ်ဟုတ်တယ်ဟုတ်တယ်ဒီဇိုင်းဆန်းလေးပေါ့နော်ဟုတ်ကဲ့ပါကဲ3000ခွဲနဲ့လက်ပတ်ပါမယ်နှကပ်ပါမယ်ပြီးတော့ဆွဲကြိုးပါမယ်နော်ဟုတ်ကဲ့ပါရှင်ဒါလေးလည်းနော်ချစ်စရာလေးဟုတ်ကဲ့โอเคဒါတော့တွဲလောင်းလေးပေါ့အဆွဲလေးနဲ့ဆိုတော့နောက်ထပ်ဘာများရှိသေးလဲမနောက်ထပ်ဒီဇိုင်းတစ်မျိုးရှိသေးတယ်ဒါကတော့ဟိုကြီးကြိုက်တဲ့လူတွေပေါ့ဒီ local design ကမိုက်တယ်ကမာပုံစံလေးသူကပြုလုပ်ပြီးတာနော်ကမာကွက်လေးထဲမှာပလဲကွန်လေးထဲမှာကမာကွက်ကလေးထဲမှာပလဲလေးသူကဒီက1 set ကို4000ခွဲကိုဒီနေ့မှာ3000ခွဲနဲ့ပဲရောင်းချပေးမှာပါဒါကြတော့သူကနှဆွဲလေးပါမယ်အရန် fashion ဆန်သွားပြီဟုတ်တယ်အင်ကြီးအမဲတွေပါရောဟုတ်တယ်အရန်ပေါ်သွားတယ်အမဲဟိုမှာရွှေစောပူပေါ်သွားမယ်ပူပေါ်သွားပြီဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဒီဇိုင်းကတော့မိုက်တယ်မဒီကဈေးလေးပြန်မိတ်ဆက်ပါအောင်သူကပုံမှန်ရောင်းဈေး4000ခွဲအောင်မှာဒီနေ့မှာဆို3000ခွဲနဲ့ရောင်းချပေးမှာပါ3000ခွဲပါရှင့်ကဲနောက်ထပ်ဒီဇိုင်းတွေအများကြီးရှိပါသေးတယ်ပရိသတ်ကြီးအများဆုံးကဖုန်းခေါ်တာတော့ဒီအချိန်ကကျွန်တော်ကြော်လွန်သွားလို့ရှိရင်ဖုန်းဆက်ဖို့အခက်အခဲဖြစ်သွားပါလိမ့်မယ်ဒါကြောင့်အများဆုံးဒီအချိန်တွင်းမှာဖုန်းလေးခေါ်ဆိုတာပါပြီးတော့ဖုန်းနံပါတ်များကိုတေးချာလေးအမိရမှတ်ယူတာပါဗျကဲဒါကတော့ဒါလက်ပတ်ရောင်းကုန်မှာမီးစုံကြောက်ကလေးပေါ့မီးလင်းနေတယ်အရန်ခစ်စားနေရလေဟုတ်ပြီးတော့အရန်လဲလာတယ်ကျွန်တော်ဆိုပထမအထဲတွေကတစ်ခုများထည့်ထားသလားထင်ရမမှန်သူ့ရဲ့ဒီ reflection ရောက်เนาะမီးအလင်းအောင်ကြောက်ဆိုလင်းတဲ့ဟာလင်းမလင်းတဲ့ဟာမလင်းဆိုတော့ဟုတ်တယ်အနုမြူအရန်ဆန်တယ်ဟုတ်တယ်ဆွဲကြိုးလေးလည်းရှိတယ်ဆွဲကြိုးလည်းရှိတယ်ဒီဆွဲကြိုးနဲ့လက်ကောက်နဲ့နှဆွဲလေးပါမယ်ပေါ့နော်အဲ့ဒီဟာကို1 set ကိုပုံမှန်ရောင်းစီ4000ခွဲအောင်မှာ3000အတိနဲ့ရောင်းချပေးမှာပါ3000အတိနဲ့ဒီကြောက်ကလည်းရှားပါကြောက်လေးဟုတ်ပါတယ်ဒီဘက်ကဟာလေးကြတော့လေလက်ကောက်ကလေးတွေပဲလက်ကောက်ကလေးတွေပုံမှန်ရောင်းစီ12000အောင်မှာဒီနေ့မှာဟုတ်ကဲ့9000ပဲရောင်းချပေးမှာပါ12000ဒီရှိရဟာလေးတွေက9000မှာဒီ1 set လေးကကြတော့4000ခွဲကို3000တိနဲ့ရောင်းချပေးမှာပါ3000တိနဲ့ဟုတ်ကဲ့ပါလေးပါမှာပါရှင်ဟုတ်ကဲ့ပါရှင်ရောင်စုံလေးနော်ရောင်စုံလေးချစ်စရာလေးဗျာဒါကကြတော့ခစ်ဆန်ဝတ်စုံလေးနဲ့ဝတ်လို့ရပါဒါကြတော့ကျွန်တော်တို့dressing မသိမရွေးတော့မရွေးတော့โอเคနောက်ထပ်ကျွန်တော်ထပ်မှန်ပြီးတော့မိတ်ဆက်ပေးချင်တာကတော့ကြောက်1 set လေးဒီမှာကြောက်1 setဟုတ်ကဲ့ရှင်ခရမ်းဆွဲလာလိုက်တာဒီခါတော့ကျွန်တော်ပလဲကန်တာပြီးသွားတယ်ဖြည်းဖြည်းကြောက်တီပဲလာပါပြီဒါလဲတဘာဝတွန်းရက်ကြောက်များကိုရေသွေးပြည့်ပြီးတဲ့ကျွန်တော်ကြောက်များရွေးချယ်ပြီးတော့တီကုန်းထားတဲ့စေတစာများပဲဖြစ်ပါတယ်ကြောက်စိမ်းအောင်လေလာတယ်ဗျာနော်စိုးအိုးနေတာအယောင်လေးမှာဒါဆိုရင်လည်းငကတ်ပါမယ်နှဆွဲလေးပါမယ်လက်ကောက်ပါမယ်ဆွဲကြိုးပါမယ်ဒါလည်းလူငယ်ဒီဇိုင်းပဲเนาะနှဆွဲလေးနဲ့ချစ်စရာလေးဟုတ်ကဲ့ပါရှင်ဒါလေးကိုကြတော့ပုံမှန်ရောင်းစီ6000ခွဲအောင်မှာဒီနေ့မှာ4000တိနဲ့ရောင်းချပေးမှာပါ4000ဆိုတာကဆွဲကြိုးရဲ့လက်ဆွဲရဲ့လက်ကောက်ကလေးရဲ့ရโอเคဗျာကဲဒါလည်းတစင်စာပဲဟုတ်ကဲ့ပါရှင်เนาะတကယ်ကိုကျွန်တော်ချစ်စရာကောင်းတယ်မကြောင်မျိုးစားလေးကျွန်တော်မိတ်ဆက်ပြပါဒါဆိုဟုတ်ဒါကတော့ပြောင်ကောင်းစိမ်းပေါ့နော်ဟုတ်ပြောင်ကောင်းစိမ်းရှိမယ် ruby ပထမရှိမယ်နောက်ဒါကကျတော့မြပြာဒီ aquamarine ဟုတ်ကဲ့ဟုတ်ကဲ့ခရမ်းဆွဲဒါခရမ်းဆွဲဟုတ်ကဲ့ဒါလေးကကျတော့ black cake မဟူရာမဟူရာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ကဲမဟူရာလည်းရနိုင်တယ်ဒါတော့ကျွန်တော်ရရှိနိုင်တဲ့အရာများ color များကိုကျွန်တော်မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်ဒါလေးတွေကိုမှကျွန်တော်ကြောက်အယောင်လေးတူဒါယူနိုင်တယ်ဒါကဲများကျွန်တော်တစင်စာမဟုတ်ဘဲနဲ့အယောင်ခွဲကြီးလည်းထပ်ပြီးတော့ယူလို့ရတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့လေးနဲ့ဒါမှဆွဲကြည့်ရလက်ကောက်ရနဂတ်ရ3မျိုးတစင်စာရမှာပါဗျဟုတ်ကဲ့ဒီတစ်ခါ Tiger Eye Tiger Eye အခုရန်ဟိုနာမည်ကြီးနေတဲ့ Tiger Eye ဝေဝင်ကျန်းနဲ့ဝေဝင်ကျန်းပါတယ်ဝေဝင်ကျန်းနဲ့ကြာဆို Tiger Eye ဝေပြီးနိုင်တော့မလားဟုတ်ကဲ့ရှင်ဒီတစ်ခါတော့ဒီဇိုင်းလေးဆန်းအောင်လို့ Tiger Eye ကိုလည်း one set လေးထည့်ပါရပြီ Tiger Eye ကဲဒီမှာဆွဲလိုက်တော့ဒါကျင်းတင်မနိုင်မဲ့နေတယ်ဝဲဆက်တွေများစီမဲ့နော်ဒါ Tiger Eye မှာအခုဒီနေ့ live shopping အစီအစဉ်မှာချို့သော customer များအထူးသဖြင့်ကျွန်တော်တို့လိုယောက်ျားလေးများဝတ်ဆင်တဲ့အခါမှာနော်ဝတ်တာကျန်းတယ်ကျွန်တော်တို့ကြတော့
တခါလေးကျရေချိုးလည်းမချွတ်ဘူးအလုံးနေတဲ့ခါမှာလည်းကျွန်တော်ချွတ်ထားခြင်းမရှိဘူးငွေဝင်ချမ်းနေဆိုတာလည်းမချွတ်တော့ဘူးကျွန်တော်အဲ့တော့လက်ထဲမှာကျွန်တော်အစင်တာအဖြစ်ဝစ်စင်တဲ့နေရာမှာတချို့တော့ကျွန်တော်ဒီ spring win လေးတွေတချို့ကျတော့ကျွန်တော်ထိကြိုက်ပြီးတော့ပြတ်သွားတာပြတ်သွားတဲ့ခါရှိတယ်ဒီတစ်ခါမှာဒီနေ့ live shopping အစီအစဉ်မှာပြည်သက်ကြီးအတွက်အခုလိုမျိုးခြေကျိုးများနဲ့ကျွန်တော်တို့ကထပ်မံပြီးတော့ရောင်းချပေးပါတယ်ခင်ဗျဒီခြေကျိုးလေးတွေနဲ့ကျတော့ပြက်စရာအကြောင်းမရှိတော့ဘူးပို့ပြီးတော့လည်းနောက်ဟိုဟာအတိုးချက်အတွက်လည်းပူစရာမလိုဘူးဝါးတယ်လည်းပြပိန်လည်းပဲပြအကျန်းလည်းခံတယ်ပေါ့နော်ဟုတ်ကဲ့ဒီဟာကတော့ main ကလေးအတွက်ဒီဟာလေးက1 set ဒီ 1 set ကိုTiger Eye ကိုကျွန်တော်တို့ကဒီမှာထူးထူးခြားခြားနှစ်ကောင်ပါသွားနှစ်ကောင်ပါတာတစ်ခုတစ်ကောင်ပါတာတစ်ခုဒါ main ကလေးအတွက် plain မိန်းကလေးအတွက်ဆိုရင်မိန်းကလေးဆိုဒီလိုကျိုးလဲရှိရဲဆွဆွလို့ကျိုးလေးဒါဆိုအောက်ကတွဲလောင်းလေးပါ။ရာကြတော့စုံတွဲဝတ်လို့ရတာပေါ့။ဟုတ်ဒါပေါ့။မမဒါဆိုဒီဆက်လေးရဘယ်လောက်လဲ။ဟုတ်ကဲ့ဒါကပုံမှန်ရောင်းစည်း4000ခွဲအောင်မှာဒီနေ့မှာ3000တီးနဲ့ရောင်းချပေးမှာပါ။3000တီးနဲ့ပါရှင်။ Tiger Eye ကိုပြတို့ဆက်လိုက်ပေါ့နော်။ဆွဲကျိုးရဲ့လက်ကောက်လေးရဲ့နှဆွဲလေးရဲ့တစုံ4000ခွဲအောင်မှာဒီနေ့3000နဲ့ရောင်းပေးမှာပါ။အခုကဒီ accessory ဒီလိုမျိုးလေး twin thread တွေနဲ့လောက်ထားတဲ့ accessory ကပိုခစ်စား။ဟုတ်တယ်။ပြီးတော့ခစ်စားလာတယ်။ဟိုရင်ကလေးကလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်ဒီဘက်ခင်မှာက online media ကနေဖြန့်ချလိုက်တဲ့ခါမှာပို့ပြီးတော့လည်းသိလာတယ်ပို့ပြီးတော့လည်းတန်ဖိုးထားအကောင်မှန်ပို့သိလာတယ်ဟုတ်တယ်ကျွန်တော်ဆိုတော့ကျွန်တော် foreigner တွေလောက်ပဲဒါတွေကိုစိတ်ဝင်စားဟုတ်တယ်ဒီဘက်ခင်မှာတော့လူတိုင်းလို့ဝတ်စိတ်ဝင်စားလာပြီဟုတ်ကဲ့ဒီဟာလေးကတော့တိုက်ကိုင်းအပြားလက်ကောက်တချို့ကျတော့လည်းဒီလိုအပြားလေးတွေဝတ်ချင်တာပေါ့နော်ဟုတ်ကဲ့ရှင်ပြားလေးတွေလည်းရှိဟုတ်ကဲ့ရှင်သူကကျတော့ပုံမှန်ရောင်းစည်း12000မှာဒီနေ့မှာ1000တိနဲ့ပဲရောင်းချပေးမှာပါဟုတ်ဒီကျွန်တော်တို့တိုက်ကိုင်းကိုမှဒီခြီထားတဲ့ကြိုးလေးတွေကိုနှစ်ကောင်ပါတာနဲ့တစ်ကောင်ပါတာဈေးနှုန်းလေးဟုတ်ကဲ့နှစ်ကောင်ပါတာကျတော့1000ခွဲဟိုမှာ12000နဲ့ရောင်းချပေးမှာပါ12000ကနှစ်ကောင်ပါနှစ်ကောင်ပါတာဒီတစ်ကောင်လေးပါတဲ့ဟာတော့1000အတိနဲ့ပဲရောင်းချပေးမှာပါโอเคဗျာ main ကလေးလည်း1000အတိပါပဲဟုတ်ဒါကြောင့်ပြောင်းလေးဒီပြားလေးအောင်မဒီအပြားလေးကပုံမှန်ရောင်းစည်း12000ဒီနေ့မှာ1000အတိနဲ့ရောင်းချပေးမှာပါဒါကတော့ခက်ကော့ပဲเนาะမိုက်တယ်ဟုတ်ကဲ့ရှင်โอเคဒါအရင် fashion ကြပါပြီသူကကြောက်เนาะโอเคကဲကျိုင်းနဲ့တက်တဲ့ design လေးရွေးပြီးဝယ်ပါတချို့ customer များတချို့ Tiger Eye ဝတ်ထားရလို့ရှင်တွေ့လို့ရှင်ကျွန်တော်တို့ Tiger Eye ပုံစံမျိုးပေါ့เนาะအခုလိုတွဲကြောက်လေးတွေနဲ့လောက်ထားတဲ့ accessory လေးတွေဝတ်ထားလို့ရှင်တယောက်တစ်ယောက်ဘယ်လိုခေါ်မလဲမြင်နာနဲ့အဲ့ဒီကိုမျက်လုံးဝရောက်ပါအဲ့ဒါလေး everyday ဖြစ်တယ်ဗော everyday ဖြစ်တယ်ဗောရန်ခင်မိတယ် fashion ကြတယ်အဲ့လိုမျိုးကျွန်တော်တို့ချင်းချင်းအရင်တော့ဆိုရင်ပြတော့အရင်တော့ဆိုရင်တယောက်နဲ့တယောက်platinum လေးဝတ်ထားလားရွှေဝတ်ထားလားဒီလောက်ပဲအခုကကြောက်မိုက်တယ်ဟုတ်ကဲ့โอเคပါဗျာအများဆုံးဖုန်းဆက်ပြီးတော့ဝေအားပေးနိုင်ပါပြီဗျโอเคဒီတစ်ခါလူချစ်လူခင်ပေါ်များတဲ့ဟာလေးပြောင်းပြောမှာဒီခါလူချစ်လူခင်ပေါ်များအောင်လို့သူရောင်မယ်ကဲသူရောင်အပွင့်ပလုတ်တော့ရဲ့အပွင့်လေးပါပါလာပြီနော်ဟုတ်ကဲ့ပါရှင်ဒီတစ်ခါအပွင့်လေးတွေပါမယ်ဟုတ်ကဲ့သူရောင်လည်းတော်တော်လေးခက်စားတယ်သူတို့ပြင်မိန်းကလေးများဂျားထဲမှာခက်စားတယ်မိုက်သူရောင်ကြောက်တချို့ခေါ်ကြပါယောက်ျားချစ်တဲ့ကြောက်နော်ယောက်ျားချစ်တဲ့ကြောက်မယူရသေးရင်လည်းဒါချစ်သူကပိုပြီးချစ်တဲ့ကြောက်ပေါ့ဗျာနော်โอเคဟုတ်ကဲ့ဒီတစ်ခါမှာတော့ design အဆန်းလေးကြည့်ပါအောင်ဒီအပွင့်လေးတွေ design အဆန်းလောက်ထားတာပေါ့နော်ကဲရှင်ကဲဒီမှာပါအပွင့်ကိုပဲ design 2မျိုးဟုတ်ကဲ့ပြတို့ဒီကကြတော့ရိုးရိုးဒီမှာပတ်လဲပါတဲ့ဟာဒါကြတော့ဝစ်ကျိုးလေးနဲ့ဟုတ်ကဲ့ဒါသူရောင်မျိုးသားတွေအတွက်ပရှူးတွေပါသေးတယ်ဟာဟုတ်ကဲ့လမ်းနေဗျာကဲသူရောင်မှာမှပရှူးပါတဲ့ဟာဆိုတော်တော်လေးလမ်းသွားပြီဟုတ်ကဲ့ပါရှင်ဟာလမ်းနေဗျာဝစ်လိုက်မှပူပြီးတော့ကျွန်တော်ရုပ်ရက်ကြည့်တော့ပန်းရောင်ဆိုယောက်ျားလေးနဲ့မလိုက်ဘူးထင်လိုက်တော့ဝစ်လိုက်တော့လိုက်သွားတယ်ဝစ်လိုက်တော့လမ်းနေဟုတ်ကဲ့ရှင်တကယ်ကြောက်စစ်ဝေးရလို့လားမသိဘူးထူးခြားတဲ့ခံစားမှုတစ်ခုအေးပါတယ်ဟုတ်အဲ့ဒီတစ်ခုလေးကတော့ဒီ feeling လေးကတော်တော်လေးကိုတိတာတယ်ဗျဟုတ်ကဲ့ပါရှူကောင်လည်းအကြီးပဲဘာယောက်ျားလေးတွေအတွက်ဒီအကောင်ကြီးကြောက်ဘယ်လိုရောင်းလဲသူကကြတော့ပုံမှန်ရောင်းစည်း1000ခွဲဟိုမှာဒီနေ့မှာ12000နဲ့ရောင်းချပေးမှာပါဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကဟာလေးပြောပါဦးဒီဘက်ကဒီအပြားလေးတွေပေါ့နော်ဒါလေးတွေပုံမှန်ရောင်းစည်း12000ကိုဒီနေ့မှာ1000တိနဲ့ရောင်းချပေးမှာပါဒီအလုံးလေးကလည်း1000တိနဲ့ရောင်းချပေးမှာပါဒီနှင်းစီပွင့်လေးကတော့ပုံမှန်ရောင်းစည်း3000ခွဲဟိုမှာဒီနေ့မှာ2000ခွဲနဲ့ရောင်းချပေးမှာပါဒီဘက်ကဟာရောဒီဟာလေးကကြတော့12000အတိနဲ့ရောင်းချပေးမှာပါလက်စွပ်လေးရောလက်စွပ်လေးကပုံမှန်ရောင်းစည်း4000ခွဲဟိုမှာဒီနေ့မှာ3000အတိနဲ့ရောင်းချပေးမှာပါနောက်သူရောင်အိုးလော့ကတ်ကလေးကဲတချို့ကြတော့ကျိုးရှိပြီးသားကျိုးကိုမချင်းချင်ကျိုးအမဲလေးနဲ့လက်စွပ်လေးပဲဟုတ်တယ်ဒီဟာဒီကျိုးမဲလေးနဲ့ဝစ်ကြတယ်ဟုတ်တယ်ဒီဟာလေးကပုံမှန်ရောင်းစည်း2000ခွဲမှာဒီနေ့မှာ1000ခွဲနဲ့ပဲရောင်းချပေးမှာပါသူရောင်အိုးလော့ကတ်လေးပေါ့နော်ဟုတ်ကဲ့ရှားလေး
သူရောမျိုးစုံလုပ်လို့ရတာပဲဗျာနော်သူအောင်ကြောက်ကူမှာကျွန်တော်ဒီနှင်းစီပွင့်ကြတော့ရဖို့မလွယ်ဘူးဟုတ်တယ်နှင်းစီပွင့်ကပြီးတော့ထွင်းရလည်းခတ်မယ်ဗျာဟုတ်ကဲ့နောက်ပြီးတော့ဈေးနှုန်းတတ်အောင်လို့လဲတမင်ချပေးထားတာဟုတ်ဘာလို့ဆိုနှင်းစီပွင့်ကတအားဈေးများတယ်ဒီနေ့သူရောင်နေရောအကုန်လှပါတယ်ဈေးနှုန်းကလည်းအရန်ကို short ပေးထားတယ်ကြတော့ဖြိုးတို့မြန်လေးဖုန်းဆက်ပြီးတော့မှာကြရအောင်နော်လောလောဆယ် order ဝင်အောင်မှာထားအမြန်ဆုံး order ပြီးတော့မှရွေးဟုတ်ကဲ့အဲ့ဆိုမိတ်ဆက်တာများတော့လေရုပ်တရက်ဆိုမှတ်မိမှာမဟုတ်အဲ့ကြောင့် order ဝင်အောင်သာဖုန်းဝင်အောင်ခေါ်ထားပါတကယ်တမ်းကျွန်တော်ရွှေပွင့် online shopping mall ကရှိတဲ့ရောင်းချပေးနေတဲ့ accessory တွေကြောက်တွေတွေ့လို့ရှင်ကိုယူလာတာတစ်မျိုးကိုထက်လိုချင်တာတစ်မျိုးဖြစ်တော့အောင်ပဲအဓိကဥမာဖြိုးတို့ဖုန်းဝင်အောင်ခေါ်အကယ်၍ဖုန်းကမအားခဲ့ရင်လည်း message လေးပို့ထားပါတော့နော် message ပို့ထားနောက်ကြမှရွှေပွင့်ဝေကို online shop share Facebook မှာရှာပြီးတော့ဝင်ကြည့်โอเคဗျာအမိုက်ဒီတစ်ခါကြောက်ကပို့ပြီးတော့စမ်းသွားသေးတယ်ဒါဘာခေါ်လဲဒါ sandstone နဲ့ moonstone နဲ့အော်နေနေလားဗောနေနေလားဆိုမှတော့နေလဲရရွှေနေမြပဲသူကလေလှတယ်သိလားလက်ကလေးလေးအထဲထဲမှာကြောက်ကလေးရတယ်တော့ကားမှာဆိုလို့ရှိရင်ဒါ metallic လို့ခေါ်တယ် metallic ကာလာဗောနော်လက်လေးတွေဖြစ်နေရတယ်လက်လေးတွေဖြစ်နေတယ်ဟုတ်โอเคခရမ်းဆွဲရလှလိုက်တာပြီးတော့သူ့ကာလာလေးကလည်းနော်အသားရောင်နဲ့နည်းနည်းတစ်ထက်တည်းကြာပိုလင်းသွားတယ်ဟုတ်ကဲ့ပိုပြီးတော့လင်းသွားတယ်ပြီးတော့ဒီအယောင်ကြီးသဘောကျတယ်နော်အပြာရှင်းနက်ပြာရောင်ရင်းနေတာအောင်မှာအထဲမှာအလက်လေးတွေပါတယ်သူကြောက်ကငကိုတဘာဝပါပြီးသားဟုတ်ဒီမှာလည်းရှူးကောင်များကျွန်တော်ထည့်သွင်းပြီးတော့ကျွန်တော်ပြုလုပ်ပြီးသားပါတယ်ဝါးမိုက်တယ်နော် sorry ကြိုက်တဲ့ယောက်ျားလေးများကဲဒါလေးလေမိုက်ဘယ်လောက်လဲရောင်းပေးမယ်ဒီဟာလေးကပုံမှန်ရောင်းစေ1000ခွဲအောင်မှာဒီနေ့မှာ12000နဲ့ရောင်းချပေးမှာပါနှစ်ကွင်းစလုံးကို12000နဲ့ရောင်းချပေးမှာပါဟုတ်ကဲ့ဘယ်ရောင်မဲယူပေါ့နော် sandstone နဲ့ moonstone လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကဲမဒီဘက်ကဟာလေးရောဟုတ်ကဲ့ဒီ black again နဲ့ဒီဟိုပါပေါ့ခရမ်းဆွဲလက်ကောက်ကလေးကိုပုံမှန်ရောင်းစေ12000မှာဒီနေ့မှာ1000အတိနဲ့ရောင်းချပေးမှာပါတကွင်းကို1000ပေါ့နော်တကွင်းကို1000မှာဘာရောင်းဟုတ်ကဲ့ရှင်ဘယ်ရောင်းယူပါရှင်ဒီနောက်ကခရမ်းဆွဲဒီနေ့ဝယ်အားပေးကြမယ့် customer တွေတော့မတို့ရွှေပွင့်ကအထူး promotion ဘာတွေများလက်ဆောင်တွေပေးဖို့ရှိသေးလားဟုတ်ကဲ့ lucky draw ရှိပါတယ်ရှင်lucky draw ရှိတယ်ဗျာကဲအားပေးထားတဲ့ customer တွေအားလုံးနေရာမှာ3ယောက်ကိုရွေးပြီးတော့ဒီအခုခေတ်စားနေနေနံလက်ကောက်ကိုလက်ဆောင်ပေးမဲပေါက်သွားတဲ့လူကနေနံနဲ့ဟုတ်ကဲ့မှာယူလို့ရပါတယ်ဟုတ်ကဲ့ရှင်ကဲအဲ့ဆိုရင်မြန်လေးတွေမှာကြရအောင်အချိန်3မိနစ်ကျော်ရေးကြမှာတော့ဗျာဒီနေ့ဝယ်ယူအားပေးတဲ့ customer များဘယ်ဟာပဲဝယ်တော့ကန်ထူးနိုင်တာတော့ကန်ထူးရှင်3ယောက်နေနံလက်ကကိုယ့်ရဲ့နေနံပြောလိုက်တာနဲ့ဒါအမတို့ကတေချာလေးတီကုန်းပေးပါဟုတ်ကဲ့ရှင်မိုက်ဒါလေးအောင်ဒါကတော့အမြဲတမ်းကြော်နာနေကြ lucky လက်ကောက်ပါ lucky လက်ကောက်အစုံပါတယ်သူရောင်လဲပါတယ်နော်ဟုတ်ကဲ့ကျတို့တိုက်ကားအိုင်းလဲပါတယ်ဟုတ်အစုံပါတယ်အစုံပါတယ်လက်ကောက်လေးပါဒါဆိုတာပတိလေးပါစိတ်ပတိပါရှင်စိတ်ပတိပါနော်ဟုတ်ကဲ့ရှင်ဒီမှာတော့ကျွန်တော်အန်ရီကင်းစီရဲ့အဆောင်လေးပြီးတော့လူချစ်လူခင်ပေါ်ပြနေခြင်းတော့ဒါအပြင်ကျွန်တော်တို့အတိုက်ခိုက်တို့အတိုက်ခိုက်တွေပြီးတော့ကျွန်တော် ruby အများကြီးပဲဗျအစုံကိုကျွန်တော်ပြီးတော့ဂေါ်မုတ်လားဟုတ်ကဲ့အများကြီးပဲကျွန်တော်ထည့်သွင်းပေးရပါတယ်အကုန်ထည့်ထားတယ်ဟုတ်ထီပေါက်ကြထီပေါက်ပါတယ်ဟုတ်ကဲ့လူချစ်လူခင်ပေါ်များတာလည်းပါတယ်အကုန်ပါတော့ဆွဲစုံများဆွဲစုံတက်ပြေးမလွတ်တဲ့ထီပေါက်တဲ့ကြောက်တာထီပေါက်တဲ့ကြောက်တော့ဟုတ်ကဲ့ရှင်โอเคပါအဲ့တော့ဆွဲစုံကြောက်လေးကိုကျွန်တော်ယောက်ျားလေးလက်ကောက်ဆိုလို့ရှိရင်လည်းဒါရိုးရိုးရှင်းရှင်းလေးနဲ့အထဲထဲမှာတော့ကျွန်တော် accessory မထည့်တာဘူးကြောက် main ကလေးဆိုရင်တော့ပြောရ main ကလေးဆို accessory ကြောက်လေးထည့်ပေးတာအယောင်ပူထွက်အောင်လို့ပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်မိုင်ဈေးနှုန်းလေးမိတ်ဆက်ပြီးပါဦးဈေးနှုန်းကကျတော့ယောက်ျားလေးကိုပုံမှန်ရောင်းစေ3300မှာဒီနေ့မှာဆိုလို့ရှိရင်29000နဲ့ရောင်းချပေးမှာပါဝယ်ချက်29000ဟုတ်ကဲ့ပါရှင် main ကလေးကကျတော့3300ပဲဒီနေ့မှာ2000ခွဲအတိနဲ့ရောင်းချပေးမှာပါ2000ခွဲဖြစ်ပါတယ်ဒါဆိုဒီပရိလေးတွေကစိတ်ပရိကကျတော့9500ဒီနေ့မှာဆိုလို့ရှိရင်3000ခွဲနဲ့ပဲရောင်းချပေးမှာပါဟုတ်ကဲ့3000ခွဲပါရှင်ဒါကတော့ပြိုတို့ဒီမှာဝယ်ပြီးတော့တန်ဃာတော်ကြီးလည်းလှူလို့ရပါဘောเนาะတက်ကြီးရွယ်ကိုကိုယ့်ရဲ့ဘိုးတွေဖွားတယ်ဒါပရိအနေနဲ့လည်းကျွန်တော်တို့ကတီးကုန်းပြီးတော့စိတ်လှူရတယ်ဟုတ်ကဲ့ရှင်တာမန်ပရိများနဲ့ကျွန်တော်စိတ်ချင်းမဟုတ်ပဲအခုလိုမျိုးကျွန်တော် twin track ရဲတယ်နားရပါတော့နာများကိုအခုလိုတေချာနေနံအလိုက်เนาะလူတိုင်းနဲ့တဲ့တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကတီးကုန်းထားတဲ့အခါမှာပို့ပြီးတော့ကိုပြုတ်တဲ့ကုသိုလ်ကပို့ပြီးတော့ထူးထူးခြားခြားနဲ့ပြီးတော့ပရိသတ်ကြီးအနေနဲ့ပုံမှန်လေးကုသိုလ်ပြုပြတာပေါ့ဗျာเนาะဒီပရိလေးနဲ့ဆိုတော့ reset ဖြစ်သွားတာပေါ့9ရက်စာ9ရက်9နေ့နံလားမဟုတ်ကဲ့9နေ့နံမှာကဲမိုင်တနင်္လာအတွက်နည်းနည်းလောက်ပါတနင်္လာဘာဆောင်းအောင်မလဲသူရေးတာတနင်္လာကဒီမှာ Monday ဝါးတနင်္လာတချို့ကျတော့လေတနင်္လာမွေးနေ့သမားတွေဝတ်တယ်ပေါ့နော်တချို့ကျတော့လဲ fashion 9ရက်စာဝယ်လိုက်ပြီးတော့တနေ့ကိုတရအောင်တနေ့ကိုကိုနေ့နဲ့မဟုတ်ဘူးကြိုက်တယ်လို့သုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီ fashion နေနဲ့ပေါ့တနေ့ Monday မှာဒါဝတ်မယ် Tuesday မှာဒါဝတ်မယ်ဟုတ်တယ်ဒါအင်္ဂါနေ့အတွက်ကိုနေ့နဲ့လိုက်ဝတ်ချင်တယ်ဒါဆိုဒါကြာတာပရိ
တတာပေးဆိုဖြူတာဝတ်လို့ရတယ်နင်းလာလေးလည်းမမဒါလေးဈေးပြောပါအောင်သူကကျတော့ပုံမှန်ရောင်းဈေး1200ဒီနေ့မှဆိုလို့ရှိရင်1000အထိနဲ့ရောင်းချပေးမှာပါဟုတ်ကဲ့ပါကဲဖြူတို့နေ့နဲ့လက်ပတ်လေးတွေကတော့1000အထိနဲ့ရောင်းချပေးနေပါတယ်ရှင်ဟုတ်ကဲ့ပါကဲ1000အထိဒီနေ့ဝယ်အားပေးကြတဲ့ customer တွေက3ယောက်တိကျွန်တော်ကန်ထူးရှင်များရွေးချယ်ပေးမှာပါနေ့နဲ့ like လက်ကောက်ကျွန်တော်ထင်တယ်ငွေကျပ်1000တန်ဖိုးရှိတဲ့လက်ကောက်ကိုတော့ရွေးပေးမှာကဲမမ3ယောက်ဝေပြီးတော့3ယောက်ရွေးလိုက်ပါမှာကဲဘယ်သူတွေများကန်ထူးမလဲကြည့်ကြည့်အောင်ပထမဦးဆုံးကျွန်တော်ကန်ထူးရှင်အဖြစ်နဲ့ကြောက်စဲမျိုးကဖြစ်ပါတယ်မခင်ခင်ဦးဖြစ်ပါတယ်ဗျာ congratulations ပါမခင်ခင်ဦးဆိုတော့တနင်္လာသမီးဖြစ်မယ်ကဲဒီကနေပြည်တော်ကမခင်ဖူးအေးဖြစ်ပါတယ်နေရပါပဲကြောက်စဲနေကြောက်စဲနေပြီးတော့ကျွန်တော်ကန်ထူးရှင်ဖုန်းနံပါတ်ပဲပါပါတယ်3925256546ပါဗျာပြန်လဲပြီးတော့ဆက်သွယ်ပေးပါမယ်ဟုတ်ကဲ့ပါကန်ထူးရှင်တွေကိုဆက်သွယ်ပေးပါမယ်ရှင်ကဲဒီတော့မမကြီးအချိန်တိုရင်းမှာအရန်အားပေးကြတဲ့ customer တွေအတွက်ကျေးဇူးတင်ကြောင်းပြောပြပါဟုတ်ကဲ့ပါရှင်ရွှေပွင့်ဝေကိုအမြဲတမ်းအားပေးတဲ့ customer များအားလုံးကျေးဇူးထူးပင်တင်ရှိပါတယ်လို့ဟုတ်ကဲ့ပါအမြဲတမ်းဇိုင်းတစ်တွေနဲ့ကြိုးစားနေပါတယ်ဟုတ်ကဲ့ပါလက်ရကောင်းကောင်းလေးနဲ့လှလှလေးလာပြီးရောက်မိတဲ့အမကိုကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါဟုတ်ကဲ့ပါကဲပရိသတ်ကြီးပြတို့ live shopping မိသားစုတွေအတွက်လက်ဆောင်ပေးခြင်းပဲဖြစ်ဖြစ်ကိုကိုတိုင်းလှဆင်ခြင်းပဲဖြစ်ဖြစ်ဝတ်လို့ရတယ်တကယ် handmade စစ် accessory တွေကိုရွှေပွင့်ဝေကလာပြီးတော့ရောင်းချပေးပါဖြစ်ပါတယ်ရှင်ဟုတ်ပါဗျာဝတ်ဆင်ကြတဲ့သူတွေဝယ်ယူအားပေးကြတဲ့ customer တွေအနေနဲ့လည်းအများအားလို့ခစ်နဲ့တပြေးညီကျွန်တော်တို့ fashion ကြလှပပြီးတော့ခုနကလိုကန်ကောင်းခြင်းအပြည့်နဲ့เนาะကျွန်တော်တို့ယူဆောင်လာပေးနိုင်ပါစေအများအားလို့ကန်ကောင်းပြီးလူချစ်လူခင်ပေါင်းများနိုင်ပါစေစီဝါလက်လာပါဗျာဒီနေ့မကပုံမတိုးတက်နိုင်ပါစေခင်ဗျဟုတ်ကဲ့ပါကဲဒီတော့ပြတို့နောက်ထပ်ကုမ္ပဏီလေးရောင်းမှာပါရှင်ဟိုဘက်လေးကိုလိုက်ခဲ့ပါအောင်နော်ပရိသတ်များခင်ဗျာပရိသတ်များအတွက်အခုရောင်းချပေးခဲ့တဲ့ကုမ္ပဏီကဆိုလို့ရှိရင်တော့ရွှေပွင့်ဝေ online shop ကနေပြီးတော့ပရိသတ်များအားလုံးတွေတကယ်ပဲလိုအပ်မဲ့ accessory တွေနောက်ပြီးတော့နေနံအလိုက်တကယ်အသုံးတဲ့မဲ့ကျွန်တော်တို့လက်ကောက်တွေရောင်းချပေးခဲ့တာဖြစ်ပါတယ်ဝယ်ယူအားပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဗျပရိသတ်များခင်ဗျာကျွန်တော်တို့ရဲ့ live shopping အစီအစဉ်အခုမှတနင်္လာနေ့ပဲရှိပါသေးတယ်နောက်ထပ်ပစ္စည်းတွေကလည်းအများကြီးပဲကျန်နေပါသေးတယ်ဗျပရိသတ်တွေတကယ်ပဲအသုံးဝင်မဲ့ပစ္စည်းကောင်းတွေအများကြီးကိုကျွန်တော်တို့ထပ်မံပြီးတော့ရောင်းချပေးဖို့အတွက်အစီအစဉ်ရှိပါတယ်ဒါအပြင်ကျွန်တော်ဒီနေ့ရောင်းချပေးနေတဲ့ပစ္စည်းတွေအားလုံးဟာဒါအိမ်တိုင်းအတွက်မိသားစုဝင်တိုင်းအတွက်နောက်ပြီးတော့တဦးတစ်ယောက်ချင်းစီတိုင်းအတွက်တကယ်ပဲလိုအပ်တဲ့ပစ္စည်းတွေအများကြီးပဲပါဝင်ပါတယ်နောက်ပြီးတော့ဈေးနှုန်းတွေကလည်းအရင်ထက်အများကြီးပဲ short ချပေးထားပါသေးတယ်ဗျဟုတ်ပါတယ်ဖြူတို့ live shopping မှာတော့အလှပရောကျန်းမာရေးရောအိမ်သုံးဆောင်တွေရောစုံနေရပါပဲเนาะရောင်းပေးနေတာဒါပြင်ကျွန်တော်တို့ live အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့်ခက်နဲ့တပြင်းကြီးဒီဘက်ခက်မှာပါတယ်ခက်စားနေတယ်အခုလက်ရှိပေါ်နေတဲ့အားစားတဲ့ဖြစ်ကျွန်တော် up to date အများအားဖြစ်အောင်လို့တင်ဆက်ပေးနေပါတယ်ခင်ဗျ live တော့တင်အောင်မလားခုကစားတယ် live တင်လိုက်သူကြတာတကူကပြောလို့စီမှာလာရောက်မေးတဲ့ကုမ္ပဏီကနေ up to date ဘာပစ္စည်းတွေထွက်နေလဲဆိုတာဒေတာဟုတ်ပါဗျာเนาะ live ရှင်းပြရတယ် company တော်တော်များများကလက်ရှိသူတို့အခုမှထွက်တဲ့ product ဆိုလို့ရှိရင်ပို့ပြီးတော့ live shopping ပရိသတ်ကြီးနဲ့ဦးဖြပြလာပြီးတော့ mix up ပေးနေကြဟုတ်ပါတယ်ဗျာ okay ဒီအဲ့တော့ပရိသတ်ကြီးကလည်းကျွန်တော်ရဲ့ live shopping အစီအစဉ်ကိုဈေးဝယ်မှရလို့မဟုတ်ဗျာကျွန်တော်ကြည့်ရှုအားပေးခြင်းအားဖြင့်လက်ရှိ up to date ဘာတွေဖြစ်နေတယ်လဲပြီးတော့ဘယ်ပစ္စည်းတွေကတော့ဘယ်ဈေးလောက်ရှိတယ်ဆိုတာ product knowledge အနေနဲ့ကျွန်တော်ကြည့်ရှုအားပေးနိုင်ပါတယ်ဟုတ်ပါတယ်အခုဒီတစ်ခါလည်း up to date ဖြစ်နေတဲ့ပစ္စည်းတစ်မျိုးရောင်းပေးမှာဟုတ်ပြီဗျာ up to date ပဲဟုတ်တယ်ဝါဒါဆိုရင်မတို့ main ကလေးတွေမှာအခု up to date ဖြစ်နေရလေ online တွေမှာ map ဟော map lip color လေးအိုး map ဆိုတာကကျွန်တော်တို့เนาะပြောင်ပြောင်လေးမဟုတ်ပဲနဲ့6 6တွေ့လေးအခုကအယောင်အရင်အဲ့လိုမျိုးမှာနှခမ်းကြီးကိုရင်တော့ဖြစ်လို့ဆိုရင်အစီလေးပြောင်နေမှာเนาะအဲ့လိုမျိုးခုနောက်ပိုင်းကျမဟုတ်တော့လုံးဝဆိုးလိုက်တာနဲ့တသားတဲ့နှခမ်းနဲ့တသားတဲ့ color လုံးဝ6ပါမယ် map ဟုတ်ကဲ့အဲ့နှခမ်းကြီးလေးရောင်းပေးမှာပါဟုတ်ပြီဗျာဒါလည်းကုမ္ပဏီအသစ်ပါပဲဗျာကျွန်တော်တို့ live shopping အစီအစဉ်ကနေပြီးပရိသတ်တွေနဲ့ direct ထိတွေ့ရတော့မှာဖြစ်ပါတယ်ဗျာ okay ပြောရနေလိုက်ခဲ့ပါအောင်ရှင်ဘယ်လောက်ထိထူးကြတယ်လဲဆိုတော့သွားပြီးတော့ shopping ထွက်ကြည့်လိုက်အောင် matte color လေးတွေရန်ကိုထူးကြပါတယ် wow okay ဟုတ်ကဲ့ပါဖြိုးတို့အခုရောင်းချပေးမှာတော့ Ingrid Mary Fan London ဖြစ်ပါတယ် Ingrid Mary Fan မှာ Ingrid Mary Farms London ဖြစ်ပါတယ်ဟုတ်ကဲ့ London product ပါပြောသွားသလိုဆိုဒါကျွန်တော်ရဲ့ Ingrid Mary Farms ကနေပြီးတော့စတင်ပြီးတော့မိတ်ဆက်ပေးနေတာကပရိသတ်ကြီးအတွက်နောက်ဆုံးပေါ် up to date ထွက်နေတဲ့ဒါနှခမ်းနေလေးကာလာလေးပါနော်ချိုးဆိုထားတယ်ဒီနေ့โอเคရဲတောက်ကျွန်တော်ကစပြီးတော့ဒီ matte color လေးတွေဒီနော်နှခမ်းလေးလေးကြည့်တော့ကျွန်တော်သွားပြီးဆက်စုရဟာမိန်းကလေးတွေပဲစိုးလို့ရတာယောက်ျားလေးတွေတော့မပါဘူးလားရတယ်လေလူလူအောင်စိုးထားသေးတာโอเคကျွန်တော်လည်းတင်လာပါလူကအသားရအောင်ပါဘာလို့လဲဆိုကျွန်တော်နော်အစီအစဉ်တွေလို့မဟုတ်ဘူးကျွန်တော်လည်းဒီမှာစမ်းပြီးတော့စိုးရကြည့်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ color လေးကိုအရင်ဆုံးကျွန်တော်စိုးကြည့်လိုက်တဲ့အခါမှာဒါမှ
ပြိတ္တကြီးကိုလည်းပြောပြလိုက် ကိုယ့်ရဲ့ taste လည်းခံစားရတယ်တကီးအဓိကရှိသေးတယ်လေဘာဖြစ်လို့ဆိုဟိုယောက်ျားလေးတော်တော်များတချို့ကြတော့ဆက်လိုက်တော့လို့နှကန်းအယောင်ပြောင်းနေတာရှိတယ်တဲ့အဲ့လိုမျိုးအချိန်တွေမှာယောက်ျားလေးတွေအတွက်လည်းစိုးလို့ရတယ်ဆိုတော့အဆင်ပြေတာပေါ့ဟုတ်ကဲ့ပါကဲအဲ့တော့ဒီနေ့မှာတော့အထူးသဖြင့်ကျွန်တော်တို့ English Mirror Farms ကနေပြီးတော့ဒီနှကန်းညီများကိုနောက်ဆုံးထွက်ရှိတဲ့ model design အသစ်ကျွန်တော်တို့ formula တွေနဲ့ပြုလုပ်ထားပါတယ်ဟုတ်ပါတယ်အဲ့ဒီအချိန်မှာပြောင်ပြောင်လေးနဲ့ခဏနေတဲ့ကြာလဲကြာအောင် 6 တိသွားတဲ့ color လေးဖြစ်သွားမယ်ဟုတ်ပါတယ်ပြီးတော့ဟိုဘယ်လိုလဲဆိုတော့ကျတို့နှကန်းမှာတင်းတင်းနဲ့ဖြစ်မနေဘူးဟုတ်တယ်တေချာတခုကနော်ပြီးတော့ကျွန်တော် map ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ရာဝတ္ထုတစ်ခုကိုတုတ်လင်းလိုက်တဲ့စီးတစ်ခုလိုပဲပြတ်ဖို့လည်းခဲရင်သွားပြီပြတ်ဖို့ခဲရင်သွားတယ်ပြီးတော့တစ်ခုရှိတာကကျတို့ကဥမာတချို့နှကန်းတွေဆိုစိုးလိုက်တယ်စိုးလိုက်ရင်နှကန်းပုံကပုံတယ်။ तू ကကြောင်မဟုတ်နှကန်းကကြွနေတာ။ तू ကာလာဖူးဖူးလေးနဲ့ကြွကြွလေးကိုဖြစ်နေ။ဆိုရတဲ့ color ဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်ဘယ်လောက်ဆိုရလဲ101ပါ101သူဆိုလို့ရှိရင်ဒါကျိုးဆိုလို့ရှိရင်လည်းအဝေးကနေလှမ်းကြည့်လိုက်ရင်နှကန်းလေးထင်းကနေเนาะကျွန်တော်လှမ်းမြင်နေရဟုတ်ပါပြီးတော့ကျွန်တော် color တွေအရင်ကိုလေ့လာကြည့်ရသလောက်ပေါ့เนาะပရိသတ်ကြီးလည်းတော်တော်များများသိရှိမှာပါအယောင်တွေရဲ့သဘာဝကိုလေ့လာကြည့်မယ်ဆိုရင်ပြောင်နေတဲ့အယောင်ကကျွန်တော် reflection ပြန်တယ်အခုလိုမျိုး6သွေးတဲ့အယောင်ကြတော့ကျွန်တော်တို့အလင်းစုပ်ယူမှုအားပို့ပြီးတော့ကောင်းတယ်အလင်းစုပ်ယူမှုအားကောင်းတဲ့အတွက်ကြောင့်သူ့ရဲ့ color ကပို့ပြီးထင်းတယ်ဗျနော်အဝေးကနေကြည့်လိုက်တဲ့ခါမှာလည်းပို့ပြီးထင်းတယ်နှကန်းသားလေးကလည်းကျွန်တော်တို့ပကြီး canvas ပေါ်မှာเนาะဒီနှကန်းလေးကိုစေးဆွဲထားသလိုလေးကိုကျွန်တော်တို့ကွက်တိလေးကြာနေတယ်ဟုတ်ပါတယ်ကိုနှကန်းပုံကလုံးဝဖူးဖူးကြွကြွလေးပေါ့နော်အယောင်ကြောင့်အဓိကပြောလို့နှကန်းဒီ main ကလေးအတွက်ကလည်းဘာပဲပြောပြောကိုယ့်ရဲ့မျက်နှာပေါ်မှာရှိတဲ့အရာကိုပို့ပြီးတော့ထင်ထင်ရှားရှားဖြစ်ချင်လို့အလှပြင်ကြရတယ်ဟုတ်တယ်ဗျာအဲကြတော့ဒီလိုနှကန်းဒီလေးကစိုးလိုက်တာနဲ့ကိုယ့်ရဲ့နှကန်းလေးကဖူးဖူးကြွကြွလေးဖြစ်နေမယ်ဆိုရင်ကိုယ်လည်းပြင်ရကျိုးနဲ့တာပေါ့နော်ဒီကြရောဘာကြောင့်လဲဆိုတော့နှကန်းဆိုတဲ့เนาะဒီအလှအပကိုပြင်ဆင်ဖို့အတွက်ကလည်း main လေးတွေကအစင်းစင်းပြင်သွားရတာဟုတ်ပါတယ် foundation တွေရှိအပေါ်အနောက်မှာတော့ကျွန်တော်ဒီ cleansing တွေအကုန်လုပ်ပြီးပြီဆိုမှနောက်ဆုံး finishing လေးကအဲ့နှကန်းဒီလေးနဲ့ဆုံးသက်မှာဟုတ်ပါတယ်ရှင်ဒီမှာဆိုလဲသူကတဘာဝပစ္စည်းနေပါပြောလို့ရှားဆောင်လက်ပတ်ပါတယ်နော်ပြီးသွားရင်ဒီမှာပါဝင်ပစ္စည်းတွေလည်းပြသထားပါတယ်ရှင်။အဲကြတော့သဘာဝပစ္စည်း organic လိုမျိုးဟာတွေနဲ့ organic ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့အတွက်ကျိုးဆိုလဲအခုလက်တွေ့ဆိုထားတယ်နှခမ်းမှာကိုဥမာ max ဆိုလို့အရန်6ပြီးတော့နေရထိုင်ရခတ်တာလိုမျိုးအခုဆိုပြောလို့ဆိုပို့ဆိုရလေစကားပြောနေရတာဟုတ်တယ်မလားနှခမ်းသားဒီနှခမ်းကြီးဆိုလိုက်လို့တင်းတင်းဖြစ်နေတယ်ပြပြပြမရှိဆိုဘလို့မှအဆင်ပြေပြီးတော့တခုရှိတာတချို့နှခမ်းကြီးတွေကြတော့ max တော့ဖြစ်တယ်ဒါပေမဲ့အကွဲချောင်းတွေထားတာလေဩသဘောပေါက်ပြီအကွဲချောင်းတွေထားလာလိုမျိုးဆိုလဲအဆင်မပြေအခုဒီ max ကကြတော့အရန်အဆင်ပြေတယ်ကဲဖြူအဲ့တော့ကျွန်တော်တို့ကစပြီးတော့မိတ်ဆက်ပေးတဲ့ English Mirror Farms London ရဲ့ဒီကျွန်တော်တို့နှကန်းညီလေးများကိုရောင်းချပေးဖို့ဈေးနှုန်းလေးစပြီးတော့မိတ်ဆက်ပေးပါအောင်ဗျဟုတ်ကဲ့ပါဒီကနေ့မှာတော့ဖြူတို့ပုံမှန်ဈေးနှုန်းဆိုရင်ဟုတ်ကဲ့2000နဲ့ဖြူတို့9000ပါ9000ဟုတ်ကဲ့2000 6000ပါရှင့်2000 6000ဒီကနေ့မှာတော့လုံးဝမရနိုင်တဲ့ဈေးနော်အပြင်မှာဘယ်လောက်များရောင်းမလဲ19500နဲ့ရောင်းချပေးတော့မှာ2000 6000 19500ဆိုဟုတ်ပါတယ်ပြီးတော့သူက English Mirror Farm London ဖြစ်ပါတယ်အိုးနော်ဒါတကယ်ကို quality လည်းကောင်းတယ်ပြီးတော့ကျွန်တော်တို့က English Mirror Farm ဆိုပြောလိုက်တာ ਨੇ သိတဲ့ customer များချက်ချင်းဖုန်းဆက်ပြီးဝင်နေကြပြီ။ဘာကြောင့်လဲဆိုတော့အရန်လေးတန်တယ်။ဟုတ်တယ်။ပြီးတော့သူကဒါဆိုရင်ဒီ live shop မှာလာရောက်တာသူကဒါဆိုရင် Mac ပေါ့နော်နှခမ်းကြီးပဲလာရောက်တာ။ပြောလို့ဆိုရင်သူ့ရဲ့ skin care set ကိုပါသုံးမှုတယ်ပြောလို့ skin care set ဆိုရင်လည်းသူကပစ္စည်းရောက်တာ ਨੇ ပြောလို့ချက်ချင်းကုန်တဲ့ brand မှာဟုတ်ကဲ့ပါအဲကြတော့အပြင်မှာမရနိုင်တဲ့ဈေးနှုန်းနဲ့ပြောလို့ live shopping မှာလာရောက်ပြီးတော့ရောင်းချပေးတာဖြစ်ပါတယ်ရှင်ပုံမှန်ရောင်းဈေး28000ရှိရဲ့နှခမ်းဒီတစ်ချောင်းကိုဒီကနေ့မှာတော့19500နဲ့ရောင်းချပေးတော့မှာပါပြီးတော့ရှိသေးတယ်နောက်ထပ်လက်ဆောင်ရှိသေးတယ်ဘာများပေးဦးမလားတစ်ချောင်းဝယ်တာနဲ့ပြောလို့အစိတ်ထုတ်တယ်ဆိုတာအစိတ်တပလင်းတစ်ခါထုတ်ခွင့်ရတယ်။အိုးဒါဆိုရင်တစ်ချိန်ကျွန်တော်သွားရောက်ပြီးတော့ထုတ်ခွင့်ဟုတ်ကဲ့ပါအစိတ်တစ်လုံးပေါ့နော်အစိတ်ထုတ်ပလင်းတစ်လုံးကိုပြောတော့ဟုတ်ကဲ့လာရောက်ပြီးတော့ထုတ်ခွင့်လက်ဆောင်အနေနဲ့အစိတ်ထုတ်ခွင့်ပေးမယ်အစိတ်ထုတ်ခွင့်ပေးမယ်အဲ့ဒီရဲ့ဈေးနှုန်းကဘယ်လောက်ရှိလဲဒီအစိတ်ရဲ့ဈေးနှုန်းကတစ်ခါလုံးရင်8000ရှိ။အိုး8000ဒါဆိုပြန်ပြီးတော့ဒီထဲမှာထက်လျှော့လိုက်ပို့တန်သွားပြီပို့တန်သွားပြီဗော8000ပြန်လဲပြီးတော့မြစ်တာလက်ဆောင်ပေးရတော့ဟုတ်ပါတယ်ပြီးတော့အစိတ်ထုတ်တဲ့အခါမှာလည်းဒီအခွင့်အရေးရတော့နော်အစိတ်ထုတ်တစ်လုံးပေါ့နော်ထုတ်ခွင့်ပေးတာဖြစ်ပါတယ်ရှင့်โอเคဗျာဆိုင်မှာလာသွားထုတ်မယ်ဆိုရင်8000ကျတယ်အဲကြတော့ပုံမှန်ဈေးတက်လဲ short ပေးထားသေးတယ်ကျတို့ present ပေးတာလဲ8000မို့ဆိုတော့အများကြီးတန်သွားပြီ English Mirror Farms ဖြစ်ပါတယ်မိန်းကလေးများအတွက်လဲကျွန်တော်တို့နှခမ်းသားကိုပုံပြီးတော့လှပစေသလိုကျွန်တော်နှခမ်းကြီးထုတ်တယ်ဆိုရင်လည်းနှခမ်းကိုနီရင်ပြီးတော့ဆိုပြီး color ကြီးပဲထုတ်လို့မရဘူးဟုတ်ကဲ့ပါဝင်တဲ့ ingredients တွေအရေးကြီးသေးတယ်ဗျဒီမှာဖြူသူတွေက brush လေးကိုပြပါမယ်အရန်ကို soft ဖြစ်ပါတယ်နော်အရန်ကို soft ဖြစ်ပါတယ်နှခမ်းကိုထိလိုက်ရင်လေကိုဆွဲရင်ဆွဲသလောက်ပါတယ်အိုး
အထီးကဒီ brush ကပို့ရေးကြည့်တယ်ဆိုတော့နှာခမ်းသားကိုထိတာမလို့ဒီ brush က soft မဖြစ်ဘူးဆိုရင်လုံးဝအဆင်မပြေဘူးပြီးတော့တခုရှိတာပြောရဒီနှာခမ်းကိုတောက်လျှောက်ဒီလိုဆွဲသွားတာဖြစ်တဲ့အတွက်ကာလာကတပြေးညီမပိုင်နဲ့ဒါ brush မကောင်းလို့ပဲဩဟုတ်တယ်ဗျာเนาะအဲ့ဒါမှလည်းညီညီသူရဲ့နှာခမ်းဒီထက်ကနှာခမ်းဒီကိုစုပ်အားလည်းလိုသေးတာအောင်เนาะဟုတ်ပြီအဲ့တော့ရုံးလုံးစပြီးတော့ဆိုးလိုက်မယ်ဆိုကဲဖြိုးအခုဆိုရတဲ့ color လေးကတော့ဒါဖြူကိုင်နိုင်တာပါ color လေးအဲ့တော့ပရိသတ်ကြီးကိုထပ်ပြီးတော့တစ်ခေါက်လောက်ဆိုးပြပေးပါအောင်။ဘာကြောင့်လဲဆိုတော့ဆိုးလိုက်တဲ့ color အခြေအနေလေးကိုသိကြလို့ဟုတ်ကဲ့ပါကဲဆိုးပြပါမယ်နော်။ကဲဒီမှာမှန်လေးနဲ့ကျွန်တော်ဆိုးပြမယ်။ဒါဆိုရင်ဆိုးလိုက်တဲ့အချိန်မှာစပြီးတော့ဖြစ်ပေါ်သွားတဲ့ပြောင်ပြောင်တင်းတင်းရတာလေးပါ။ပြီးရင်တော့ကျွန်တော်မကြခင်အချိန်တွင်းမှာပြန်လဲပြီးတော့ခြောက်သွားမှာဖြစ်ပါတယ်။ Wow ။ကဲပရိသတ်ကြီးကတောက်လျှောက်ကျွန်တော်တို့တော့ပြောပြပေးနေ presentation တွေပြုလုပ်ပေးနေတဲ့အချိန်မှာရင်တော့ဖြိုးရဲ့မျက်နှာလေးကိုကြည့်နေနောက်ပိုင်းအားလုံးရဲ့မျက်လုံးကဖြိုးရဲ့နှာခမ်းစီမှာပဲရှိရတယ်နော်ကဲဖြိုးရဲ့အဲ့တော့မိန်းကလေးအနေနဲ့နှာခမ်းကြီးစိုးကြတယ်နော်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းနှာခမ်းသား6တွေ့လို့နော်ပြီးတော့ခုနကလည်းစစ်လေးတွေပါတောက်တာမြောင်နှာခမ်းပဲလူလူဆိုရင်ဒီရောင်လေးနဲ့ဟုတ်တယ်စိုးကြတယ်ဟုတ်တယ်ဗျာဒါဆိုရင်လုံးဝလူလူဆိုတာလုံးဝမသိတာဒါအမျိုးသားတွေသုံးလို့ရတဲ့ဟာပေါ့လုံးဝအသားရောင်စစ်စစ်ဟုတ်တယ်အသားရောင်စစ်စစ်ဖြစ်ပါတယ်ဒါဆိုရင်ခါလေးကြရင်လေဟိုအမျိုးသားတွေအတွက်ဖြိုးတို့အကိုတွေအတွက်ပေါ့နော်ကောင်မလေးနဲ့ချိန်ကန်နေကိုနှခမ်းဆက်လိုက်တောက်ထားလို့မလှဘူးဖြစ်နေဒါလေးဆိုอ่ะကွေးတွေအတွက်